ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဘင်္ဂလီ audio ပို့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့စာရေးသူရှင်မိုးစေးတက္ကသိုလ်ရေးသားထားတဲ့လက်ပြရောင်စုံသတို့သားဇလန်းလေးရဲ့ဒုတိယပိုင်းကိုနားဆင်ရမှာပဲဖြစ်ပါတယ်ရှင်နားမစင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးဖို့လည်းတောင်းဆိုပါရစေနော်ဒါဆိုရင်တော့လက်ပြရောင်စုံသတို့သားဒုတိယပိုင်းကိုစတင်လိုက်ရအောင်ပါရှင်မနက်စာဟာကော်ဖီတစ်ခွက်ဖြစ်ဖြစ်လက်ဖက်တစ်ခွက်ဖြစ်ဖြစ်တခါတလေဘိုက်စာမှာအဖေမုံမုံတွေကတစ်ချက်ဖြစ်ဖြစ်အမေပေါင်မုံတစ်ချက်ဖြစ်ဖြစ်နဲ့ပြီးကြတာများတယ်။နေကြတို့အတွက်အတိကကုံတာကနေကြစိကွာစိအချင်းထုံနဲ့လက်ဖက်တုပ်ချင်းတုပ်တွေသာအဲ့ဒီຢာတွေကတော့ရက်ွက်စေတယ်လည်းရနိုင်တာမို့တကူတကဝဲနေစရာမလိုပါ။ဝယ်ချမ်းပြီးကြတော့နှစ်ယောက်စလုံးတဲစရာပြင်းတဲ့လက်တွေညမ်းကြိုက်အောင်တဲလူတွေရှောင်ရှားပြီးထွက်လာရင်ကားစီရအောင်ပြန်လျှောက်ရတယ်။ကားရှိကန်နဲ့တောက်ပွင့်ပစ္စည်းတွေထည့်နေတော့ဘေးကထက်သွားတဲ့ကားနေရာကိုကားတစ်စီးပါကင်ဝင်လာပါတယ်။ Honda CBR 4WD အနီရဲရဲပြောင်လက်လက်အသစ်ဆက်ဆက်ကြီးဟာနေရာမှာတောက်ကြွားနေပါတယ်။ကားထဲမှာတင်ကသူဟာကားပေါ်မစင်းခင်မှာပဲလူကြားတဲ့ထင်းလင်းနေအောင်လှပတဲ့ညီမနှစ်ဦးကိုချက်ချင်းမြင်သွားပါတယ်။ကန်နမာရောနေကြပါခစ်ပေါ်တီရှပ်ကိုကျက်လေးတွေနဲ့ကန်နမာကတော့ဒူးပေါင်းစကတ်တီလေးကိုဝတ်ထားပြီးနေကြတော့အနားတွေမညီတဲ့အဖျားခက်ချွန်ချွန်ပုံစံစကတ်ကောက်ကိုဖယိုဖယဲပုံစံဝတ်ထားပါတယ်။ကားပေါ်ဆင်းရင်တော့တင်ကသူကိုသူတို့တွေးကြမှာဖြစ်လို့တင်ကသူဟာနှုတ်မဆက်ချင်ပေမဲ့ရှောင်လွဲမရတာမို့ကားပေါ်ဆင်းလိုက်ပါရီ။ကောင်မလေးတွေကတော့ကားရှိခံတဲ့ပစ္စည်းတွေထည့်ပြီးတော့ပြန်ပိတ်နေစေ။ဟောကန်နမာတို့ပါလား။တင်ကသူနှုတ်ဆက်လိုက်တော့ကန်နမာအံ့ဩစူးစမ်းတယ်လို့ကြည့်တယ်။နေကြတော့ခက်တီတီမျက်နှာပေးနဲ့ပြန်ဆိုင်ကြည့်နေတယ်။ကန်နမာစိတ်ထဲမှာစူးစမ်းတယ်လို့တွေးမိတာကကိုမင်းရဲ့သွေးနဲ့လဲသူမှချိန်ထားတာမို့ကိုတင်ကသူကအဖော်နေပေးဖို့ရောက်လာသလားလို့ပါကိုတင်ကသူဘဲလာရလဲဖာနီချာတွေရောင်းတဲ့ဆိုင်မှာကျွန်တော် office အတွက်လိုတဲ့စပွဲ order မှာထားလို့ရောက်ပြီဆိုလို့ဖုန်းဆက်တာနဲ့ထွက်လာတာပါကိုမင်းရဲ့သွေးရောက်နေမယ်ဆိုတာကြိုးသိနေနိုင်ဟုတ်လားသူရောက်နေမှာလားကျွန်တော်မသိဘူးခင်ဗျရဲသွေးကျွန်တော်အချိန်မထားပါဘူးကန်နမာဟာမေးပြီးမှအားနာသွားပါတယ်ကိုနဲ့လည်းတိတ်မခင်ပဲစကားတွေအများကြီးပြောလိုက်မိပြီတွေ့ဘူးတာတစ်ခါပဲနောက်ပိုင်းကိုမင်းရဲ့သွေးစကားထဲမှာတင်ကားရလေနဲ့ပနေလို့သာကိုကစိတ်ထဲမှာရင်းနှီးနေမိတယ်လို့ဖြစ်နေတာအဲ့လူဘက်ကတော့ဘလို့စိတ်သဘောရှိမှမသိပဲနဲ့စကားတွေပြောမိပြီနေကြတို့တွေဝေဖန်တာတော့တင်ကသူကကန်နမာတို့တသက်ကိုအလိုလိုနေရင်အထင်သေးနေတာတဲ့ရဲသွေးတော်တော်များများတော့ပြောပြပေမဲ့ဒီနေ့တွေးကြမှာတော့ကျွန်တော်မသိသေးဘူးအော်ဟုတ်ကဲ့ကန်နမာတို့ကဒီမှာဈေးဝယ်စရာရှိတယ်လို့ပြောလိုက်တော့လေသူကကော်ဖီတောင်းအောင်ဆိုပြီးလာဆောင်တာပါဒါဆိုခုတွေ့ပြီလားမတွေ့သေးဘူးခုမှကန်နမာတို့သွားမှာတင်ကသူဟာလက်အသားပိုက်ပြီးဒီစကားဝိုင်းမှာသူမနဲ့မဆိုင်သလိုတစ်ဖက်လှည့်ပြီးရှောင်ငင်းနေတဲ့နေကြကိုတစ်ချက်အကဲခတ်လိုက်မိတယ်ဒီမိန်းကလေးကခက်တီတီနဲ့စကားမပြောချင်သလိုလိုနဲ့ပါလားငါ့ကိုဘာတွေမှမကြည့်တယ်လည်းမသိဘူးအေးလေအဲ့ဒါပဲကောင်းပါတယ်ဝိုးဝေးနေလေကောင်းနေပဲငါစိတ်ဝင်စားမိဘူးပေါ့နီကက်ကတရင်တနည်းစကားပြောမိမှသာသူတို့တိတ်လာတာတွေပိုမြင်လာပြီးချစ်ရင်ချစ်သွားနိုင်တာမို့ခုလိုဝေးလေကောင်းလေပဲဒီညီမတွေကနဲ့သမီးလေးတွေလိုပဲသူများချက်ကိုပိုထူးခြားပြီးလှနေတော့ကိုစိတ်ကိုလည်းမယုံနိုင်ဘူးလေသူတို့တထေးတွေကိုပဲလိုက်ပြီးရှောက်ဖွေနေမှသိပေမဲ့သူတို့လှတာကိုမမောပြီးသဘောကျမိသွားရင်တော့လည်းမကြက်နိုင်ဘူးခုဆိုကြည့်မင်းရဲ့သွေးတောင်မှကန်နမကငါတိတ်ချစ်သွားတယ်ကွာကိုထင်တော့မထင်ဘူးအစားကတော့တိတ်လှလို့သဘောကျမိတယ်ပဲထင်တယ်အခုတော့တဖြည်းဖြည်းဆွဲလန်းပြီးချစ်လာတယ်သူ့ကိုငါပိုင်ဆန်လိုက်ရမှာသူငါ့ကိုပြန်မချစ်လာမှာတော့စိုးရင်ကြောင်းကြတက်လာနေတယ်ဆိုတဲ့အချီဖြစ်သွားတာပဲလေတင်ကသူလည်းသူ့ကိုယ်သူအဲ့လိုဖြစ်သွားမလားဆိုပြီးစိုးရိမ်မိရဲဆိုတာမငင်းချင်ပါအခုကန်နမာတို့သူစောင့်နေမဲ့ဆိုင်ကိုသွားရမယ်ကိုတင်ကသူလိုက်ခဲ့မလားမလိုက်တော့ပါဘူးကျွန်တော်ကိစ္စလေးရှိသေးတယ်သွားလိုက်အောင်မယ်နော်ကန်နမာကောင်းအသာနှိပ်ပါရီဆန်ရွယ်ဆန်ခွေလင်းကောက်လေးတွေနဲ့စပင်သားနှက်ပြီးပြော့ဤနေပုံလဲရတာကြောင့်ဆန်ရွယ်လေးတွေကဝဲကနေဖြစ်သွားပါတယ်ဒါတွေကြောင့်လဲရဲသွေးအယူအမှုဖြစ်နေတာတင်ကသူတစ်ချက်ပြုံးကလက်ထွက်လိုက်တော့စတက်စပင်ကဝဲလေးတွေဣကနေဝဲကနေနေအောင်ခေါင်းလေးတစ်ဖက်ကိုမြင်လှည့်သွားတဲ့နေကြကိုမြင်ဖြစ်အောင်မြင်လိုက်တယ်ကြည်စမ်းငါ့ကိုတိတ်ခိုးကြည့်တယ်တင်ကသူကဒါကိုစိတ်ထဲမှာတော်တော်ကြီးကျေနပ်သဘောကျသွားမိတဲ့အတွက်သူ့ကိုယ်သူခွင့်မလွတ်ချင်တယ်လို့ဖြစ်သွားပါတယ်တင်ကသူဖာနီချာဆိုင်ထဲရောက်ပြီး15မိနစ်လောက်အကြာမှာသူ့ရဲ့ Nokia ကင်မရာဖုန်းလေးကအသက်မြည်လာပါတယ်ဖုန်းဖွင့်ကြည့်လိုက်တော့မင်းရဲ့သွေးခေါ်တာဟာဒီကောင်ကြည်စမ်းကန်နမာပြောလိုက်တာနဲ့ငါ့ကိုခေါ်ပြီးဟယ်လိုရဲသွေးဘာလဲကွာတင်ကမင်းကငါဒီမှာရှိရဆိုတာသိရအောင်လာမတွေ့ပါလားဘာလေစိမ့်တိုက်နေရလဲမတိုက်ပါဘူးမင်းတို့ချင်းတွေ့ကြငါကြားထဲကကန့်လန့်ပါနေမှာမို့ပါ
အဲ့လိုပြောပေမဲ့ခန္ဓာမာနဲ့မင်းရဲတွေကြားမှာနေကြလဲပါနေတာပဲလို့တတိယသွားပါတယ်ငါတို့ဂျေတုံးနဲ့မှာပဲထိုင်မှာမဟုတ်ဘူးဒီမှာဆောင်ဖို့ထင်းလိုက်တာကွာအေးလောက်ကော်ဖီလောက်ပဲတောက်ပြီးခန္ဓာမာတို့ကိုနေ့လည်စာလိုက်ကျွေးမလို့ကွာမင်းမလိုက်ခဲ့ပါလားစကားပြောပေါ်ပိုများတော့ပိုပြောစရာကောင်းတာပေါ့အမှန်တော့မင်းရဲတွေဟာနေကြတယောက်တည်းပဲ့ပဲ့ကြံပြီးထိုင်ကောင်နေရှာမှာဆိုလို့တင်ငသူ့ကိုလိုက်စေချင်တာဖြစ်တယ်တင်ငသူကငါတို့ညီမတွေနဲ့မပတ်သက်ချင်ပြောထားဖို့ပေမဲ့လည်းမင်းရဲသွေးကိစ္စဆိုတော့တင်ငသူကဘယ်တော့မှမငြင်းပဲကူညီပေးမယ်ဆိုတာယုံကြည်တဲ့အတွက်သူစိတ်ပါပါမပါပါဂရုမစိုက်ပဲခေါ်တာလည်းဖြစ်ပါတယ်။နေ့လည်ကငါစားလို့မဖြစ်ဘူး။ညီမလေးကဒီနေ့သူ့ဘာသာကွာစာအုပ်ကြည့်ချက်လက်စွမ်းပြထားတာတွေစားပေးရမယ်မှားလိုက်တော့ဒီကပြန်ရတဲ့အိမ်ပြန်စားရမယ်။ Sorry ကွာငါမင်းကိုလိုက်ပေးချင်ပါတယ်။ဒီနေ့မှဒေဝီကမှားလိုက်လို့ပါ။အဲ့လိုအချက်လက်နဲ့ညင်းတော့လဲမင်းရဲသွေးလက်ခံလိုက်ရပါတယ်။တင်ငသူကသူ့ညီမလေးကိစ္စဆိုတိတ်အရေးပေးတာညီမလေးကိုတိတ်ဦးစားပေးတာဂရုစိုက်တာတွေမင်းရဲသွေးတိထားလို့ပါအေးကွာဒါဆိုလည်းရပါတယ်ဟဲ့ကောင်ဘလို့လဲအပြေရပြီလားရတော့မှာပါကွာအပြေရရင်ငါ့ကိုပြောမမေးနဲ့စိတ်ချကဲငါဖုံးပိတ်ပြီနေကြမင်းရဲသွေးဖုံးအပြန်လန်ပြောတာကိုစောင့်ပြီးမှသူမပြောစရာရှိတာပြောဖို့ဆုံးဖြတ်မိတယ်တင်ကတော့မလာနိုင်ဘူးဗျာထင်သားပဲသူကငါတို့ကိုရှောင်နေသူဆိုတော့ခေါ်လဲဘယ်လာပါမလဲလာခဲ့ရင်တော့ငါကလည်းဒီမှာထိုင်မနေပါဘူးမမမနဲ့ကိုမင်းရဲသွေးတွေ့ငါနဲ့သူတွေ့ဖြစ်မှာသူမလို့လာမသိတာမို့ငါကြိုပြီးရှောင်နေမလို့စဉ်းစားနေတာကိုမင်းရဲသွေးနဲ့မမမှာပဲအတူသွားစားကြပါလားနေကြမြို့ထဲမှာလက်ဖက်ချတော့ကော်ဖီမုန့်လို့တောက်ဝယ်စရာရှိသေးတော့တောက်ဝယ်လိုက်မယ်ပြီးမှမမမရှိမဲ့ဆိုင်ကိုလိုက်လာပြီးပြန်ခေါ်မယ်လေရလားဟာဒီလိုမလုပ်ပါနဲ့ဗျာညီမနှစ်ယောက်လာတာတယောက်ပဲခေါ်ပြီးနောက်တယောက်မခေါ်ပဲထားရမှာလားဗျာလိုက်ခဲ့ပါနေကြရဲ့နေကြမပြင်းစရာပါဘူးဟုတ်တာပဲနေကြလဲအဲ့လိုမလုံးနဲ့လေဟဲ့နေကြပုံပွင့်လင်းလင်းပဲပြောရနော်မမတို့ကြမှာဆွေးနွေးစရာရှိနေကြလဲကြားထဲကထိုင်နားထောင်မှရှက်တယ်အားကြောင့်မှမင်းရဲ့တရားရှက်ကိုရှက်ကန်းပြောရင်ကန္နမကိုစိုက်ကြည့်လိုက်ပါတယ်နေကြလဲကိုမမရှောင်ပြီးရင်သူတို့စကားလဲရဲရဲပြောရမှာမဟုတ်တာမို့ကိုဘာသာပဲဆုံးဖြတ်ချက်ယူလိုက်ပြီးနေကြပြန်လာခေါ်တာပဲကောင်းတယ်ဘယ်ဆိုင်လဲပြောခဲ့နော်လို့ဖြေရှင်းပေးလိုက်တဲ့အခါကိုမင်းရဲ့တင်နဲ့လက်ခံတဲ့မျက်လုံးအကြည့်တွေကိုမြင်လိုက်ရပါတယ်ကန္နမဟာဒီပလိုမာပွဲရတဲ့နေ့မှာပဲမင်းရဲ့သွေးကိုအဖြစ်ပေးလိုက်ကြောင်းအရင်ဆုံးနေကြကိုအသိပေးတယ်။နေကြဟာမထူးဆန်းလာတဲ့သတင်းပေမဲ့မမပြောလာတော့လေအရေးတယူနားထောင်ပေးပါရီ။အမေကိုပြောရင်ကောင်းမလားမကောင်းလားတော့မသိသေးပါဘူး။မအဲ့လိုစကားကိုအဆုံးသတ်တယ်။ဘာဖြစ်လို့လဲမရဲ့အမေလိုချင်တာရီးစားပြည့်ရုံနဲ့အနေထားမဟုတ်ဘူးလေ။အမေကကိုယ့်ကိုလက်ချက်ခွင့်မှာတခါတည်းတောင်းထားပြီးသားဖြစ်တာ။ကြားကျင်တယ်လို့အစကတည်းကပြောထားပြီးသားနေကြရဲ့နင်လည်းသိတာပဲ။ခုပဲရီးစားပြခုပဲလက်ထက်ကြမယ်လို့တော့ဘယ်ယောက်ျားလေးမှပြောချင်မှမထင်ဘူးဘယ်သူမဆိုကိုနဲ့သူနဲ့စိတ်သဘောစားချင်းတူမတူလေ့လာချင်မှာပဲသူစရိုက်ကိုစရိုက်အနိကအကဲခတ်ချင်မှာပဲငါမေကိုပြောတဲ့အခါနင်လည်းအနားမလာနဲ့နော်စိတ်ချပါနေကြမမော့မှလူပဲမမနာမနေမကိုမင်းရဲ့တဲ့တခုတော့မာလိုက်တယ်ဘာလဲမနဲ့သူချစ်သူဖြစ်ရတဲ့အထိမ်းအမှတ်ဖြစ်ဒီကညီမတွေရဲ့သူ့ညီမရဲ့ကိုတင်ကသူတို့မာနမရဲ့တရအားလုံးဆောင်ကြပြီတင်တာဖြစ်ကြွေးကျင်နေတဲ့နေကြဟာတင်ငသူဆိုတဲ့လူကိုထက်ဆောင်ရမှာမလိုလားပေမဲ့လည်းမဒီကိစ္စကိုဆရာထက်တန်စွာဝမ်းသာအားရလေးပြောပြနေတဲ့အတွက်ကောင်းညိတ်ရပါတယ်အမေကိုပြောတဲ့အခါညာဘက်သားမိတတိုက်တီဗီကလာတဲ့ကိုရီးယားကားကိုကြည့်ကြချိန်မှာဖြစ်ပါတယ်အိမ်မှာမိန်းမအုပ်စုများပြီးဒရာမာကကြိုက်ကြသူများပြီးနေကြတို့တွေလည်းမြန်မာပိသားစွာကိုရီးယားကားကိုကြိုက်နေကြတာမဆန်ပါအဖေကတော့မိန်းမနဲ့သမီးတွေကိုရီးယားကအပြီးကိုသာစိတ်ရှည်လက်ရှည်စာအုပ်ဖတ်ဆောင်ရင်စက်တလိုက်ကလာတဲ့ CNN သတင်းဘောလုံးပွဲ tennis ပွဲတွေနဲ့ Funniest Home Video Show တွေလိုအစီအစဉ်တွေကိုကြည့်ဖို့စောင့်နေပါတယ်။လက်ထပ်ဖို့ဘာညာရောပြောသေးလား။မျောလင့်ထားသလိုပဲအမေကအဲ့လိုပြန်မေးတဲ့အခါမဟာနေကြတော့အပေါ်ညစ်သလိုကြည့်ရင်အခုမှရီးစားဖြစ်တဲ့အခုပဲလက်ထပ်ကြမယ်လို့ဘယ်ယောက်ျားလေးမှပြောချင်ကြမှာမဟုတ်ဘူးမေရဲ့။သူလည်းပဲပြောအောင်မလဲ။တော်ကြထီပေါက်ပြီးထီလက်မဲ့ပြောက်သလိုဖြစ်နေအောင်မယ်ကိုမင်းရဲ့တရားမိန်းကလေးတက်ကိုအပျော်ပဲရီးစားထားမဲ့လူမျိုးတော့ဟုတ်ပုံမရပါဘူးနေကြမဘက်ကဝင်ပြောပေးလိုက်တယ်ဒီတော့အမေကနေကြဘက်လှည့်လာပြန်နေကြအောင်တင်ကသူဆိုတဲ့ကောင်လေးကိုခေါင်းထဲမထည့်သေးဘူးလားနေကြလန့်သွားပါတယ်အမေဒီလူကိုမမေ့ပဲဘူးအမေဟာတွေ့တတ်တယ်အဲ့လူကိုတော့နေကြမစင်းစားပြစင်နဲ့မေရဲ့ဟဲ့ဘာဖြစ်လို့လဲသူလည်းမင်းရဲ့သွေးတော့အတိုင်းဝိုင်းရပဲလေတော်တော်လေးချမ်းသာတယ်လို့အမေသိထားတယ်အမေပဲသိလားလဲအိုးသမီးရှင်ဆိုတာဒီလိုပဲနားဆွနေရတာပဲပြောကြရင်ဆိုကြရင်နဲ့တထေးတယောက်အကြကိုနားရဲရောက်လာတာပါပဲတင်ကသူလို့ကြားလိုက်တော့အမေမက်မိသွားတာပေါ့
ဒါမင်းရဲ့တွေ့ပြရကောင်းလေးပဲလို့စကားဝါနဲ့ခရမ်းပြားလည်းနေကြကိုထောက်ခံပြီးဟုတ်တယ်မေတင်ငသူနဲ့ဆိုရင်တော့မဖြစ်ဘူးသူကတိတ်မာနကြီးပြီးအစင်တန်းခွဲခြားတတ်ပုံရတယ်အမေကသမီးနှစ်ယောက်တပြိုင်တည်းပြောတဲ့အတွက်အမေတဲသိနေပါလားလို့မျက်လုံးပြူရင်ပြောလိုက်ပါတယ်ဘလို့သိလို့လဲသူလူတစ်ဖက်သားကိုကြည်ပုံရှုပုံနေကြမကြိုက်ဘူးမေသူကနေကြတော့အထင်သေးရှုပ်ရှတယ်လို့ကြည်တယ်အမေကိုလည်းဒီမိန်းမကြီးသမီးတွေဘန်းပြပြီးတထေးတွေလိုက်တမက်ဖမ်းနေရဲဆိုတဲ့ပုံစံနဲ့ကြည်တာနေကြသိတယ်နောက်ပြီးတော့လဲဟိုတလားနေကြတဲ့မမမာတို့ယူစနာပလာဇာမှာဈေးဝယ်တော့ကိုမင်းရဲ့တွေ့လာဆောင်နေတာအမေကိုပြန်ပြောပြဘူးလေအမေမှတ်မိလားအေးမှတ်မိပါတယ်အဲ့ဒါတင်ကသူနဲ့ဘာဆိုင်လို့လဲအဲ့တော့ကိုတင်ကသူနဲ့မတော်တဆဆောင်ကြသေးရဲ့လေကိုမင်းရဲ့တွေ့ကသူ့ကိုနေလဲစားအတူလိုက်စားပါလို့ဖုံးဆက်ခွာတော့မလိုက်ဘူးညင်းနေကြတော့ဝေးဝေးရှောင်နေဆိုတဲ့သဘောနဲ့ညင်းတာအမေရဲ့သူ့ကိုပါအဖမ်းခံရမှာစိုးရင်တလို့နဲ့နေကြတော့ကိုတွေ့ရနဲ့ပြေးတယ်အမေကတော့စိတ်ဆိုးဟန်မပြပဲမျက်နှာအမူအရာမပြတ်နားထောင်နေပါရီစီစဝါအမေဘာမှမပြောခင်ရှေ့အောင်ဝင်ပြီးဒီလောက်ချူစားခံရမှာကြောက်နေတဲ့လူပညာပေးရအနေနဲ့မမနေကြအတင်းဇလန်းစားပြီးသူ့ရည်စားဖြစ်အောင်လုပ်သူ့စီကကောင်းကောင်းချူစားပြပြီးမှကန်ထုတ်ပြလိုက်ဟီဟီဒါမှသူဒူးထောက်အသေးကွယ်ပြီးကြံခဲ့ရမှာလို့ပယွှွတ်တာပြောပါရီစီစဝါအဲ့လိုပြောကြလားကိုကမင်းကလေးယောက်ျားတယောက်ကိုချူစားရရုံတွေ့ပြီးထားခဲ့ကြလားအမေရှိမှအဲ့လိုအိမ်ရမရတာတွေလာမပြောနဲ့စမ်းအမေလိုချင်တာငါသမီးတွေရီးစားများတယ်ယောက်ျားလေးတွေကိုချူစားတတ်တယ်ဆိုတဲ့သတင်းမျိုးမဟုတ်ဘူးဦးမြတ်ကျော်တော့ခင်စီတို့သမီးလေးတွေရုပ်လဲလှကြသလိုကုသိုလ်ကံလေးတွေလည်းလှကြတယ်ယောက်ျားရကံကောင်းတယ်တတိကတော်လေးတွေပဲဖြစ်စားရတယ်ဆိုတဲ့သတင်းမျိုးပဲကိုသိခါနဲ့ကိုအိမ်တွေလေးနဲ့ကိုရုပ်ရည်လေးနဲ့တိတိတတ်တာနေပြစမ်းပါဘယ်ယောက်ျားမဆိုကိုရှိဒူးထောက်လာမှာပဲအေးဒါမဲ့အခုလိုတင်ကတူးလိုမျိုးကိုကိုအလကားနေအမြင့်မကြီးအထင်သေးနေမဲ့ယောက်ျားမျိုးဆိုရင်တော့ဂယုဆိုင်စရာလားအမေလည်းဂယုမဆိုင်ပါဘူးသမီးနေကြခေါင်းနဲ့မထည့်ရင်မထည့်နဲ့ရတယ်အမေအစကသူ့စိတ်တဘောမလေ့လာမိလို့ပါနေကြရင်လည်းအခုမှစိတ်အေးသွားသလိုတက်ပြင်းချမိပါရီကိုမင်းရဲ့တွေ့ကကန္နမာတို့ညီမတွေကိုတင်တာဖြစ်ဖြစ်အားလုံးစုံပြီးလိုက်ကျွေးချင်တယ်လို့ပြောထားပါတယ်မေအဲ့ဟာဘလို့သဘောရလဲဘယ်တော့တဲ့လဲအဲ့ဟာမသေးချာသေးဘူးဒီဘက်ကလိုက်မယ်ပြောမှသူညမရဲ့ကိုတင်ကသူတို့မောင်နှမရဲ့ပါအထက်ရက်ညှိပြီးဆုံချင်တာတဲ့အဲ့ဒါဆိုလည်းမစိုးပါဘူးလေသူကသူ့ရဲ့တူဦးရီသောညီမနဲ့ပါအတိပေးမိတ်ဖွဲ့ထားတဲ့သဘောဆိုတော့မစိုးပါဘူးအမေမာထားတာတော့မမေ့နဲ့နော်ကိုဘက်ကအလိမ်မာလေးနဲ့ဆေးဆက်လက်ထပ်ဖို့ကိစ္စတော့လှက်ပက်ပြောသိလားကျမကိုလက်ထပ်ပါလို့တော့ဓာတ်ရိုက်ကြီးပြောခိုင်းတာမဟုတ်ဘူးဘောကန်နမရဲ့ကိုအသိဉာဏ်ပညာလေးနဲ့ပြောတတ်တယ်လို့ပြောဖို့မှားတာနောက်သိပ်ပြီးလဲတွဲလာမလုံးနဲ့သူခေါ်တိုင်းမသွားနဲ့သူချင်းနဲ့မသွားနဲ့ပေါ့တွေ့ပါမြင်ပါများရင်ရိုးဤသွားမယ်လွယ်မန်းသိရင်အလေးမထားပဲနေလိမ့်မယ်ယောက်ျားလေးတွေကခက်စူးစမ်းပြီးလက်ထပ်ဖို့ချင်းကပ်ရတဲ့မိန်းကလေးကိုမှပိုတန်ဖိုးထားကြတာလေနေကြတို့ညီမတို့တွေအမေစကားကိုကောင်းနဲ့နားခံလိုက်ကြပါတယ်သိမကြတဲ့ရက်တရက်မှာနေကြတို့တွေနဲ့ကိုမင်းရဲတို့တွေနာမည်ကြီးစားတောက်ဆိုင်ကြီးမှာတင်နာစုစားကြဖို့ရက်တွေချင်းဖြစ်ကြပါတယ်နေကြတို့ပြောလိုက်တဲ့ရက်ကိုမင်းရဲဒီဘက်ကတစ်ဖက်ကိုပြန်ပြောပြီးနှိရမယ်လို့သိရတယ်မင်းရဲသွေးဟာကန်နမာနဲ့ကိစ္စကိုမိဘတွေတော့မပြောသေးပေမဲ့ညီမဖြစ်သူရဲ့နာသွေးကိုတော့တော်တော်များများအသိပေးထားတာဖြစ်လို့ရင်နာငါနဲ့ကန်နမာရီးစားဖြစ်သွားကြပြီသူငါ့ကိုလွန်ခဲ့တဲ့တစ်ပတ်ကမှအဖြစ်ပေးရသိလားလို့စပြီးပြလိုက်တယ်ရင်နာသွေးကတိလက်စားစမ်းရတန်ကိုမရပြစ်ပဲအခုမှရီးစားဖြစ်တာလားသိပါဦးတွေ့ပြီးနှစ်ခါလောက်အကြာမှအဖြစ်ပေးရထင်လို့အိမ်ထဲကတင်ကသူလည်းမင်းရဲသွေးအိမ်ရောက်နေပြီးရင်နာသွေးနဲ့အတူစမ်းနေရတယောက်တစ်လက်တီးနေကြတာဖြစ်ရာသူတို့မောင်နှမပြောတန်ကိုဝင်မပါသေးပဲအသာနားချောင်နေပါရီတင်ကသူကတော့ကရမစီကမင်းရဲသွေးအဖြစ်ရခြင်းပဲမင်းရဲသွေးဝမ်းသာအားရဖုန်းနဲ့ message ပို့ထားတာကြောင့်သိပြီးနေပြီသူ hotel management diploma ရတဲ့နေ့မှာအဖြစ်ပေးတာပါသူအခုအဲ့ hotel မှာအလုပ်လျှောက်ထားတယ်အလုံးများလုပ်ဖို့လိုသေးလို့လားကိုရဲလို့တတိကိုအပိုင်ဖမ်းမိပြီပဲရင်နာနေပါလို့မကောင်းတာပဲရွေးပြောနေရလဲကံဓမ္မကိုမနှိမ်ပါနဲ့အထင်မသေးပါနဲ့သူ့ကိုငါတကယ်ချစ်တယ်တနေ့ကျရင်သူ့ကိုငါလက်ချက်မယ်ဒါကကိုရဲသဘောပါအိမ်မှာဖေဖေနဲ့မေမေကအစားကိုရဲဘာလို့ခွင့်ပြုထားတာပဲကိုရဲလှုပ်ချင်တာလှုပ်လို့ရပါတယ်ရင်နာကတော့ကို့ဘာသာစိတ်ထဲမှာသဘောမကျနေတာသဘောမကျဘူးပဲပြင်လို့မရဘူးသဘောကျမစအခုလာမဲ့စန်းနေညနေကျရင်သူတို့ညီမတွေနဲ့ငါတို့မောင်နှမတင်ကားတို့မောင်နှမဒင်နာအတူတူစားဖို့အဲ့ဒီ restaurant မှာတဝိုင်း booking ယူထားပြီဒါပဲနင်မရှောင်နဲ့မရှောင်ပါဘူးဘာလို့ရှောင်ရမှာလဲကိုကအကိုပိုင်တဲ့သူပဲစင်မောကကြည့်အောင်ပဲဒါနဲ့ကိုတင်ကကြိုးသိပြီးသားလားကြည့်ပါဦးပြုံးစီစီနဲ့ငြိမ်နေလိုက်တာ
ရနာသွေးဟာတင်ငသူပါဒီပွဲမှာပါမဲဆိုတဲ့အတွက်တိတ်တော့ဘဝင်မကြလာပေမဲ့အကိုဖြစ်သူရဲ့တူးဒီသောအချစ်ဆုံးတငယ်ချင်းကိုဒီပွဲဖိတ်တာကြကြားလို့မရတာမို့ငေါ့တလို့လေးသာပြောလိုက်ရပါရီရဲသွေးကိစ္စငါမှမသိရင်ဘသူသိမှရှိလို့လဲကိုတင်ကရောအဲ့ညီမတွေကဘသူ့ကိုစိတ်ဝင်စားနေပြီလဲဟာကျင်းချက်ဖက်ဖက်ဘသူ့ကိုစိတ်ဝင်စားရမှာလေကိုပါသားတငယ်ချင်းကိစ္စဝင်ပါတာပါပြစေဒီဝရောပြောပြဘူးလားပါလေရဲသွေးအကြောင်းလားပေါ့ကိုတင်ကတော့မောင်နှမနဲ့ရနာတော့မောင်နှမတကယ်အနည်းဆက်ဆုံးမိတ်ဆွေတွေပဲဟာတကယ်တော့ဒေဝီတင်ဟာရနာသွေးနဲ့တော့ရွယ်တူမဟုတ်ပါဒေဝီတင်အသက်ကအခုမှ18နှစ်ပြည့်ရုံသာရှိသေးတယ်ရနာသွေးကအသက်20ရှိနေပြီမို့3နှစ်လောက်ကွာလျာတကယ်တော့တိတ်မရင်းနှီးလာပါအကိုချင်းသာအချစ်ဆုံးတငယ်ချင်းတွေဖြစ်နေတာရဲသွေးရီးစားရသွားတဲ့အကြောင်းတော့ပြောပြလိုက်တာပေါ့လေအဲ့ညီမတွေအကြောင်းမှပြောလိုက်သေးလားတငယ်သူဟာရနာသွေးဘာသဘောနဲ့မရမကလိုက်မေးတာကိုယောက်ျားမို့ဘာမှသဘောမပေါက်ပေမဲ့ရနာသွေးဆက်ဆက်ဆူဆူမေးတာတော့စိတ်မရှိကျင်တော့ပါရဲသွေးရီးစားအကြောင်းပြောတယ်ဆိုမှတော့သူ့ရီးစားဟာကန္နမကတော့ဖြင့်ဘယ်သူပဲဝါညီအကိုမောင်နှမဘလို့ဆိုတာတော့ထည့်ပြောမိတာပေါ့ရနာရဲ့ညီဘလို့ဖြစ်ပြီးဆက်စုနေရတယ်ငါညီမလေးကိုငါဒီထက်ပိုပြီးဘာမှပြောစရာလို့လဲအဲ့လိုသိလိုက်ရပြန်တော့ရနာသွေးမကျေနပ်တယ်လို့ဖြစ်သွားပါတယ်ဘာကြောင့်မှမသိကိုတင်ကအဲ့ညီမရနဲ့စုံသည်ဖြစ်စေမစုံသည်ဖြစ်စေစကားတွေထည့်ပြောရတယ်ဆိုတဲ့အကြောင်းအရာကိုရနာသွေးမှာလက်မခံခြင်းတလို့လည်းဖြစ်နေပါတယ်တင်ကသူဟာစကားမြန်ဖြတ်ပြီးနောက်ကဲညင်တချင်းဆက်ကျင်အောင်မလားကိုတင်ကအဲ့လိုပဲစိတ်လည်းမရှိဘူးစိတ်ရှည်ပါတယ်နေရာ notes ထဲမှာမစိတ်မပါပဲစကားများနေတာ哦မများတော့ပါဘူးရှင်ဒီပုတ်လေးတော့ပြီးအောင်တိုက်ပေးပါကိုတင်ကရနာချက်အများကြီးပို့ပြီးတော်တယ်ကိုတင်ကနဲ့အတူတူမရတဲ့အပုတ်ကိုကျင့်လိုက်ရင်ရသွားတာများတယ်ရနာသွေးဟာစနေရခုံမှာသူမထိုင်တီးနေတော့ကိုတင်ကဘေးကနေမိုးရက်ပြီးကြည့်နေတဲ့အချိန်ကာလကိုတော့ဘာနဲ့မှမလဲနိုင်အောင်ပင်မမောမိနေပြီဖြစ်တယ်ညီမတို့တိုက်တို့ဟာနေကြမောင်းတဲ့နေဆန်းစန်နီကားလေးနဲ့ချိန်ထားတဲ့စားတောက်ဆိုင်ကိုညနေ6:45လောက်မှရောက်လာကြတယ်။မီးရောင်တွေနဲ့လင်းထိန်နေတဲ့စားတောက်ဆိုင်ဝါမှာရက်လိုက်တာနဲ့မန်နကားကိုအသင်းဖွင့်ပေးတဲ့ပြည်မတရုတ်ရိုးရာရှေးဝတ်ဆောင်ဝတ်ဆင်ထားတဲ့ကျိုးစိုးရေးတာဝန်ခံဝန်ထမ်း2ဦးတို့ဟာတကားဖွင့်ဖို့ပင်မေ့ပြီးငေးမောသွားပါရီ။အရက်အမောင်းညီအချောလာညီတူညီများနဲ့ခင်မီမီလှပနေတဲ့မိမချော်လေး6ယောက်တို့ကိုတပြိုင်တည်းတွေ့ရတဲ့အတွက်ဘသူမဆိုရုတ်တရက်တော့သတိမေ့တယ်လို့ငေးမောငိမ်သက်သွားမိစမြဲပါပဲနောက်မှသူတို့ဘာသာသတိရသွားပြီးရှက်ကိုရှက်ကန်ပြုံးကြရင်မှန်တကားလက်ကိုင်ရွှေရောင်ကိုင်းကြီးကို2ဦးပြန်တူတစ်ဖက်စီကိုင်းကအသာတွန်းဖွင့်ပေးကြရီမင်္ဂလာညနေချမ်းမှာခမည်းလို့ပြန်တူနေပါနှုတ်ဆက်လိုက်ကြတယ်အတွင်ဘက်စားသောက်ဆိုင်ကြီးတွေဝင်လိုက်တာနဲ့တကယ်တရုတ်တိုင်းကားတွေထဲမှာတွေ့ရတယ်လို့ရိုးရာဝတ်ဆောင်တဲ့အတီးတီးဝတ်ထားတဲ့ဝန်ထမ်းတွေစပွဲတို့တွေဆိုင်တွင်းအပြင်အစင်တွေလွမ်းခြုံထားတဲ့အမြင်ကွင်းကိုအရင်ဆုံးတွေ့ရပါတယ်။စီစွာဟဲတိုင်းကားရောက်သွားသလိုပဲလို့ဝမ်းသာအားရဝေးဖန်ပါတယ်။မင်္ဂလာပါရှင်ဒီဟာမတို့အခန်းနံပါတ်အဲ့ရစပွဲမှာအသင်းဆောင်နေပါတယ်။ကျမနောက်ကလိုက်ခဲ့ပါရှင်လမ်းပြပေးပါမယ်။ရင်ဘက်မှာနဂါးရုပ်ရွှေရောင်ကြီးကြွနေအောင်ရွှေချီထိုးထားတဲ့အနေရောင်ဝတ်စုံစပင်ရဲ့စတုံးမှာစတိုးတန်းလန်းလေးတွေလှုပ်တုပ်နှဆွဲသည်ပလဲလုံးလှုပ်တုပ်လေးနဲ့ဝန်ထမ်းအမျိုးသမီးလေးကခါလေးညွတ်နှုတ်ဆက်ပြီးလာခေါ်ပါတယ်။တည်တံ့စားတောက်ခန်းတွေရှိသလိုခမ်းမကျဲကြီးတဲ့လဲစားဝိုင်းတွေရှိလျာရောက်နေပြီးသားလူပရိသတ်တော့ညီမတွေကိုအကုန်လုံးနေပါလိုက်ငေးကြရင်မော်ရဲတွေလားမင်းသမီးတွေလားမသိဘူးလို့ပြောသူကပြောပြီးကြံရစ်ပါတယ်။စကဝါကတော့ဘေးကကိုယ့်ကိုကြည့်တာကိုဂေးမဆိုင်နိုင်ပဲရှေ့ရသွားနေတဲ့ဝန်ထမ်းကောင်မလေးကိုဝေဖန်နေပါ යි ကြံကြည့်ရင်လည်းတူတယ်လို့ပဲနော်လူစီလူနဲ့တူတာမဟုတ်ဘူးလားခရမ်းပြနောက်ထပ်တရုတ်မင်းသမီးတယောက်နဲ့တူတယ်လို့ညင်းပါတယ်နေကြတော့ရှေ့ရဝန်ထမ်းကောင်မလေးဟာတရုတ်မင်းသမီးကြံကြည့်ရင်လည်းတူသလားလူစီလူနဲ့တူသလားတေချာမကြည့်အားပါစားတော့ခမ်းမကျဲကြီးတွေကအပြင်းစင်ဦးသာသဘောကျပြီးခလုတ်ပင်တိုက်မိအောင်အငေးကောင်းနေပါတယ်တရုတ်မီးအိမ်လေးတွေမီးပုံးလေးတွေထွန်းညှိထားတဲ့တီးတန့်ခန့်တကားဝမှာလည်းဝန်ထမ်းတယောက်ရက်နေပါတယ်အဲ့လူဟာစင်ရွက်တကားပုံစံတကားကိုအသာတွန်းဖွင့်ပေးထားပြီးမင်္ဂလာညနေကျမ်းမှာခမားလို့နှုတ်ဆက်နေပါတယ်ညီမတွေအထဲဝင်လိုက်တော့ရောက်နေပြီးသားမင်းရဲသွေးတော်အုပ်စုကအသင်းဆောင်ကြည့်ကြိုးစွန်နေပါတယ်ဒီနားလာထိုင်ကဏ္ဍမှာမင်းရဲသွေးကဏ္ဍမကိုသူ့ခုံဘေးမှာလာထိုင်ဖို့ဖိတ်ခေါ်ပါတယ်ကဏ္ဍမဘေးမှာရနာသွေးဘေးမှာနေကြအလိုလိုဝင်ထိုင်မိပြီးသားဖြစ်သွားတယ်နေကြနာမှာစကားဝါးပါနေရာဝင်ယူပါတယ်
မင်းရဲ့သွေးပေးမှာတော့တင်ငယ်သူနဲ့သူ့ညီမလေးရှိနေတယ်ညီမတို့တွေအတီးတီးနေရဝင်ယူလိုက်တော့10ရက်ဝိုင်းဟာအခုမှပဲနေရပြည့်သွားပါတယ်စပွဲဝိုင်းကြီးကကြီးပေမဲ့အလဲဝိုင်းမှာလှည့်လို့ရတဲ့စုံတဲ့စပွဲဝိုင်းဖြစ်တဲ့အတွက်ကိုလိုချင်တဲ့ဟင်းကိုထားယူစရာမလိုလှည့်လိုက်ရုံသာကန်နမာတို့ညီမတို့တွေရောက်လာတဲ့အထိဟင်းပွဲတွေကတော့မမှားထားကြသေးစပွဲတို့ကကန်နမာတို့ကိုပါမီနူးကက်တွေတယောက်ချင်းထပ်လာဝေးပါတယ်ကြိုက်တာမစားကြစေချင်လို့ဘာမှမမှာသေးဘူးချမင်းနဲ့ဟော့ပေါ့ကိုတော့အသင့်ပြင်ထားဖို့ပြောထားတယ်ရပါတယ်ကိုမင်းရဲ့သူရဲ့ချူမာထားလဲကောင်းပါတယ်နေကြတော့လူအုပ်စုများတော့ဒီလိုပဲအပြင်တစ်ခါထက်ခံနေတယောက်ဆောင်နဲ့သွားလေရတိုင်းအမြဲနှောက်ကြတတ်တာအကျဉ်းဖြစ်နေပြီတိတ်ပြီးနောက်မကြပါဘူးကျွန်တော်တို့လည်းနေကြတော့မရခင်10မိနစ်လောက်ပဲရှိသေးရဲ့နေကြတော့လည်းမရှိမနှောက်အချိန်ရောက်လာတာပါမင်းရဲ့သူရနာသူ့ကိုကြည့်လိုက်ပြီးရနာသူကကဏ္ဍမလေးမှတ်မိလားလို့စပြောပါတယ်မှတ်မိပါတယ်ကဏ္ဍမတယောက်ပဲတေးသေးချာချာမှတ်မိလိုက်တယ်ညီမတွေကများတော့ကျန်တဲ့လူတွေတော့လူနဲ့နာမည်မတွေးမိဘူးဖြစ်နေတယ် sorry နော်ရနာသွေးဟာအားလုံးရှိမှကို့အမျက်ကိုလူမသိစေခြင်းလို့ဟန်ဆောင်ပြီးပြောလိုက်ပါတယ်ဒါကတော့တင်ငယ်သူညီမလေးဒေဝီတင်တဲ့စကားဝါမြင်ပူးပြီးသားဖြစ်နေလို့သိနေတယ်ကျန်တဲ့နေကြတို့တတိုက်ကအခုမှမြင်ပူးတာဖြစ်တဲ့အတွက်အခုမှဒေဝီတင်ဆိုတာသူပါလားဆိုပြီးကြည့်နေမိကြတယ်မျောလင့်ထားသလိုမာနာခက်ကြီးခက်ထန်တဲ့မျက်နှာပေးမျိုးနဲ့မဟုတ်ပဲအေးစေးတိတ်ဆိတ်ပြီးရိုးအေးလာတဲ့မျက်လုံးတွေကိုပိုင်ဆိုင်တဲ့မိန်းကလေးစီမှာအဆင့်အတန်းမြင့်တဲ့အလှတရားတော့ရှိနေပါတယ်ရုပ်သိအချောအလှကြီးမဟုတ်ပေမဲ့တထေးဆိုတဲ့ကုံနဲ့ငယ်ကုံတို့ကြောင့်အရှိန်ဝါတစ်မျိုးကတော့သူမစီမှာရှိနေတယ်ဒေဝီတင်ကစီစဝါနဲ့ရွယ်တွေလောက်ရှိမှတင်တယ်နော်ကနမစီစဝါ18နှစ်ပြည့်ပြီဒါဆိုအတူတူပဲဒေဝီတင်ကလည်းပြီးခဲ့တဲ့လမှာ18နှစ်ပြည့်တာမင်းရဲ့သွေးနဲ့ကနမတို့ဘာသာပြောဆိုပြီးစီစဝါနဲ့ဒေဝီတင်ကိုအဖော်ဖြစ်စေလို့ဟန်ပြောပေမဲ့ဒေဝီတင်အာယုံတွေကစီစဝါစီမှာမရှိပါအဖြူပေါ်ပန်းဝင်စိမ့်လေးတွေကတ်ထားတဲ့အင်ဂျီပုံစံလှလှလေးနဲ့နုပြိုဆိုးလက်နေတဲ့နေကြကိုသာအကဲတစ်ခက်တကြီးအားလုံးကိုကြက်ရကိုမာပြီးလို့ဟင်းမွဲတွေကိုစောင့်နေတော့မင်းရဲ့သွေးနဲ့ကန္နမာကလွယ်လို့ကြံတဲ့လူတွေကတော့ဟန်ဆောင်ပန်ဆောင်စကားတွေထိုင်ပြောနေရပါတယ်။ဥမာရန်နာသွေးကနေကြအင်ဂျီလေးကိုကြည့်ပြီးအင်ဂျီပုံလေးဆန်းလိုက်တာနော်အဲ့ဒါနေကြချုပ်တာပဲလားလို့နေကြတော့အင်ဂျီချုပ်တဲ့ကြောင်သိပြီးဟန်နဲ့မေးပါတယ်။ဟုတ်တယ်ကိုယ်တိုင်ပဲချုပ်တာပါပိစာသိစေးမကြည့်ပါဘူးအတွင်းသားမှန်းလို့ပါတော့အပင်ကပန်းပွင့်လေးတွေတိတိကျကျကက်ထက်ရတာဟာလက်ဝင်တာလေဒီအင်ကြီးချုပ်တာချိုးသမျှထဲမှာအကြဆုံးပဲမင်းတို့ညကဘာများစားလို့လဲကွာတယောက်မျက်နှာတယောက်ကြည့်ပြီးပီတီနဲ့ဘိုက်ပြစ်နေတာဘေးကငါပဲတပွဲပြီးတပွဲတိုင်းခံရှင်းရတယ်မင်းတို့မောင်နှမပြန်ချင်ပြီလားတင်ကဒါဆိုလည်းပြန်မရပါတယ်ကံနမတို့ညီမတွေနဲ့ငါကတော့ကံပေါင်မှာလမ်းလျှောက်ကြအောင်စောပါသေးရဲ့နော်အခုမှ8နိုင်ခွဲတာနိုင်ခွဲလောက်ထပ်နေလို့ရတယ်မဟုတ်လားမင်းရဲ့တွေ့ရကံနမကိုလည်းမင်းကျန်တဲ့ညီမတွေကပါအဖော်ညှိပါတယ်အမေကို9နိုင်ကျော်လောက်ပြန်ရမယ်လို့ပြောခဲ့ပါတယ်ကံနမအဖြူကျန်တဲ့ညီမတွေကဘာမှအဝေမစွတ်ဖက်ပါတကယ်တော့အမေကလည်းဘဏ္ဍနာရဲ့မသက်မှတ်ပေမဲ့တိတ်နောက်မကြစေနဲ့ဆိုတဲ့သဘောမျိုးသာမှားလိုက်တာပါကိုတင်ကတော့ပြန်ရနာလိုက်မယ်ရနာကိုအိမ်မှာဝင်ချပေးမလားအဲ့လိုရနာပြောနေချိန်ဒေဝီတင်းစီကမထင်မှတ်တဲ့စကားကိုကြားရတယ်ဒေဝီလည်းစီစွာတို့နဲ့လမ်းလျှောက်ချင်တယ်ကိုကြီးဆိုတော့ဒေဝီတင်းစကားတစ်ခွန်းနဲ့တင်တင်ကသူဟာကောင်းတဲ့သဘောတူသွားပြီးသားဖြစ်နေပါတယ်ဒီတော့ရနာသွေးဟာဘာမှအဆက်ပြောခွင့်မရတော့ပဲအားလုံးသဘောအတိုင်းလိုက်ရောလိုက်ရတယ်တကယ်တော့ဒီနေ့ညမှာကိုတင်ကဟာနေကြကိုခဏကြည်လွန်းနေတယ်လို့စိတ်ထဲတန်တရားရှိရနဲ့ကိုတင်ကပြန်မဲ့ထင်ပြီးဝမ်းသာမိတော့မလို့ဖြစ်နေတာညာချန်လာရအောင်မှာကံပေါင်ပေါ်မှာသူရောင်မယ်လေးတွေလိုလှနေကြမယ်ညီမတွေရဲ့အလှကိုပါချက်မြင်ရရင်ကိုတင်ကရဲ့စိတ်တွေပိုပြီးရိမ့်သွားမှာကိုစိုးရင်ပြီးကိုတင်ကပြန်မစေးလို့ဆူတောင်းနေရလဲဆူတောင်းအောင်မပြေတော့အလိုက်မသိတဲ့ဒေဝီတင်ကိုပဲကြိတ်ဒေါသဖြစ်ရတယ်ဒေဝီတင်ကြတော့ဘလွန်ညီမမျိုးမှန်းကိုမသိအကိုသဝင်မတူတဲ့ပြင်ဒီညီမတွေတယောက်နဲ့တောင်သဘောတွေကြိတ်တူနေသလိုပုံစံလေးကိုရေနာသွေးမှာအသေးရနေပါပြီငါလိုတထေးသမီးသူ့ကိုနဲ့ဒန်းလူကြီးတူမိန်းကလေးကိုတော့မမြင်ပဲဒီလိုရုပ်ပြပြီးမြှူဆွနေတဲ့မိန်းကလေးတွေမှအကြံဖန်အထင်ကြီးပြီးသဘောကျရတယ်လို့လေကံနမကုတ်ကနဲ့လိုက်ခဲ့ပါလားကံနမညီမတွေကိုတစ်ချက်လဲကြည့်ပါတယ်နေကြအလိုက်တသိနဲ့မမမရှိရလိုက်သွားနေလေနေကြတို့နောက်ကပါမှာပဲနေကြအဲ့လိုပြောနေတော့လက်ကနေပြောင်းလိုက်တဲ့တင်ကသူ့ကိုမျက်ဝန်းတောင်းကမြင်ဖြစ်အောင်မြင်လိုက်သေးတယ်အမကိုထိုးထက်နေပြီးရဲ့လို့ကဲ့ရဲ့ပြီးပြောင်းလိုက်တာမျိုးအေးလေပါချင်းနေပေါ့သူကကိုမင်းရဲ့သွေးအဖေမဟုတ်တာတားလို့ရတာမလို့ကိုမင်းရဲ့သွေးကိုယ်တိုင်ကမမမှာပဲတကယ်ချစ်နေပြီပဲသူပါချင်းတင်ပေါ့မမမှာလည်းကိုမင်းရဲ့သွေးကိုတကယ်ချစ်တာပဲလေသူတို့ညကတယောက်နဲ့တယောက်တကယ်ချစ်ကြလို့ကိုချစ်သူတွေဖြစ်သွားကြတဲ့လူတွေပါဘယ်တူတယောက်ကမှဇက်ပို့ပေးလို့တွန်းပို့လောကလို့ဆွဲတရားဟောလို့ချစ်သူဖြစ်ကြရတာမှမဟုတ်တာဒ
ဒါမဲ့ဘေးလူအမြင်မှာကြတော့မမမှာအေးဆေးနေပြီးကိုမင်းရဲ့တွေ့ရတဲတဲလို့ချစ်နေတယ်လို့ပုံစံတော့ဖြစ်နေတယ်နေကြတော့ကတော့သိတာပေါ့မမမှာဒီလိုပဲနေတတ်တာလေရင်ထဲခံစားချက်ကိုဘယ်တော့မှမပြတတ်တဲ့မမမှာရဲ့ရင်ထဲကိုနေကြတော့ကလွှဲရင်ဘေးလူဘသူမှမရိပ်မိနိုင်ဘူးမမမှာတိတ်ကိုတိတ်ဆိတ်ငြိမ်သက်လွန်းနေတာဥပမာခုနကစားဝိုင်းမှာပဲကြည့်ကိုမင်းရဲ့တွေ့ရပဲမမမှာပကံတယ်ဘာပဲအသေးရောက်လာအရင်ဆိုထက်တဲ့ပေးပေမဲ့မမမှာတစ်ချက်မှပြန်မထက်ပေးဖြစ်ဘူးကိုမင်းရဲ့တွေ့ရမမမှာကိုခွင့်ကြွေးတော့မလောက်ဖြစ်နေပေမဲ့မမမှာကတော့ရှက်ပဲရှက်သလားမသိခွင့်ကြွေးလည်းမခံကောင်းခါပြီးတော့ညင်းသေးတာမမမှာငရုတ်စီတစ်ချက်ဆက်သွားပြီးညရည်တွေဝဲသွားတော့လဲကိုမင်းရဲ့တွေ့ပဲအရင်ဆုံးမြင်ပြီးကံဓမာရလားစားလို့ဖြစ်ရလားရော့ဒီမှာအေးငုံတောက်လိုက်ပါဇက်ထဲမှာရှိရတွေဆက်မဝါနဲ့ထွေးလိုက်ဆက်နေအခမ်းရခက်မယ်ကိုမင်းရဲ့တွေ့ဟာအဲ့လိုမမမှာကိုအကဲပေါ်ပါရီကံမလမ်းလျှောက်နေကြရင်ဒေဝီတင်ဟာနေကြကိုကြည့်ပြီးဒေဝီလည်းမမနေကြတော့ညီမတွေနဲ့အရန်ခင်ချင်တာပဲနေကြဟာကောင်းကွက်သိမ့်မရှိဘဲနဲ့ဘာလို့ခင်ချင်ရတာလဲဒေဝီတင်ကအဲ့ဒီမိကုံကိုမဖြေပဲရှိနေတယ်တိဦးဒေဝီကအဲ့လိုညီမတွေအများကြီးအရွယ်ချင်းမတိမ်မရင်းတွေနဲ့ဖယ်သွားအတူတူသွားရတာမျိုးတိတ်မမောလို့ထင်တယ်ဒေဝီဘွားစဉ်းစားကြည့်အကိုတယောက်ပဲရှိတာအသက်ကလည်းကွာတော့တီးတန့်စီဖြစ်နေရဲ့မောင်နှမဝင်းကွဲမှာလည်းညီမနေပြီးရှေ့အမတွေကလည်းဒေဝီတက်အသက်ပူကြီးကြတဲ့လူတွေပဲဆိုတော့အကောင်အိမ်ထောင်ကြကုန်ပြီဒေဝီမှာတိတ်အဖော်မဲ့တာပဲတငယ်ချင်းတော့ရှိပေမဲ့ဒေဝီမှာအဖော်အပေါင်းနေရမယ့်စားတာပါလာတော့မသိဘူးအခင်းကျုံတငယ်ချင်းဆိုတာရှိမလားခဲ့ဘူးကိုပေါင်းလိုက်တဲ့လူတွေကကိုပေါ့မကောင်းတဲ့လူနဲ့မနာလိုတဲ့လူနဲ့ပြန်တဲ့လူနဲ့အမြဲတွေ့နေရတော့ဘယ်လိုလုပ်ခင်ဆုံးတငယ်ချင်းလုပ်ပြီးပေါင်းရဲမလဲမမနေကြရဲ့ဒါနဲ့ပဲဒေဝီကအဖော်မဲ့တယ်လို့ဖြစ်နေရဲ့ကိုကြီးကမမနေကြတော့အကြောင်းခဏပြောလေဒေဝီကပိုးဆုံးခြင်းလေးပဲနေကြစကဝါတို့ခတ်တာတို့တစ်ချက်အကဲခက်ကြည့်လိုက်တယ်နေကြကြည့်လိုက်တာနဲ့နေကြဟာဒေဝီတင့်ကိုဘာစကားပြန်ပြောချင်တယ်လဲဆိုတာကျန်တဲ့ညီမလေးဘော်တို့သဘောပေါက်ကြပါတယ်နေကြသဘောဆိုတဲ့ပုံစံနဲ့အသာပြန်ကြည့်ကြတော့မှာပဲနေကြဟာအသက်ကိုဖော့ရှူရင်းပြောလိုက်တာဟာဒေဝီကသဘောရိုးနဲ့လာလေပြီးခင်မင်းရင်းနေအောင်လုပ်တာတော့ဒေဝီသဘောပေါ့လीဒါမဲ့ဒေဝီကြောင့်ဒေဝီအကိုပါဒီဘက်ပါလာရတယ်လို့သူများတွေမထင်စေချင်ဘူးသူပြောတာသဘောပေါက်လားဒေဝီလူတွေကတို့ညီမတွေရုပ်ပြပြီးလင်းကောင်းရဖို့ရှာနေကြတယ်လို့ထင်ကြလုံးလို့ပြောရတာပါဒေဝီဟာပြတ်သားလာတဲ့နေကြစကားကိုတန်တော်နားထောင်နေခဲ့ပါရီဒေဝီမျက်လုံးတွေဟာအလိုလိုနေကိုကြီးစီကိုရောက်လို့ရောက်မလန်းမကန့်မှာကိုကြီးနှစ်ဘေးမှာတွဲကပ်ပြီးလက်ချိတ်တော်မတက်ရှောက်နေတဲ့ရနာသွေးစီရောက်လို့ရောက်အိမ်ပွဲစားခြံပွဲစားလောကမှာလဲဒေါခင်ခင်ဆွေဆိုတဲ့နာမည်တစ်လုံးနဲ့နေပြီးတိတ်ခါတမာရီလည်းရှိလေရအမေမှာနာမည်ကောင်းတော့ရှိပါတယ်အမြဲတစေကြီးအလုပ်ဖြစ်နေတာမျိုးမဟုတ်ပေမဲ့လဲတစ်ခါရလိုက်ရင်အမေကသိန်းရာချီထောင်ချီတဲ့အိမ်ချမ်းတွေသာပွဲစားလုပ်တဲ့အတွက်ကျင်းနဲ့စရာကောင်းလောက်တဲ့ပွဲခါမျိုးရတတ်တဲ့အလုပ်ဖြစ်နေတဲ့အတွက်နေကြတို့ညီမတို့တွေဟာအဖေဝင်ငွေအမေဝင်ငွေနဲ့လူကြားသူကြားတဲ့တင့်တဲရက်တီနေနိုင်တာလည်းဖြစ်ပါတယ်အမေဖုန်းကန်လိုက်ပြီးစကားပြောတဲ့အခါဒေဝီတင်နဲ့အမေဆုံးနေမမကန်နမတို့နေကြတို့စီအလဲလာခြင်းလို့ပါတဲ့ဒေဝီတင်ဆိုတဲ့မိန်းကလေးတရားဖုန်းဆက်တယ်ဘယ်သူမှမသိပေမဲ့မိန်းကလေးမို့အမေကလာခဲ့ပါအိမ်မှာမိုးဟင်းကချက်စားကြတယ်လာစားပါလို့ဖိတ်လိုက်ပြီးအမေမိဖို့ကြောင့်လည်းဝင်လာပြီးသမင်းစားစပွဲမှာဝင်ထိုင်ပြီးပြောတော့နေကြတို့ညီမတွေတယောက်မျက်နှာတယောက်ကြည့်လိုက်မိကြပါတယ်အဖေကမနက်စာအီတာခွေးနဲ့ကော်ဖီစားနေစဲမို့ကဲသမီးတို့ရေဟင်းရေပိုတာချက်ပြီးတော့မင်းတို့အမေသူ့ထုံးစံအတိုင်းဖုံးလာသမျှလက်ခံပြောပြီးလူတိုင်းမုံစားဖို့ဖိတ်တော့မယ်အမေထုံးစံကိုသိပြီးတလို့နဲ့ရီရင်ဝင်ပြောတယ်အဖေကအဲ့ကောင်မလေးဘယ်သူထင်လို့လဲစီဆိုကစက်သွန်နေတဲ့မျက်ရည်ရွှဲနဲ့အခွန်ခွာရင်မေးတယ်သမီးတို့တငယ်ချင်းနဲ့တည်းရမဟုတ်ဘူးလားမဟုတ်ပါဘူး तू ကဘသူတငယ်ချင်းမှမဟုတ်ဘူးဟဲ့ဟုတ်ရဲ့လားအမေအန်အော်ပြီးဝင်မေးတော့တယ်အမေကတည်းရတငယ်ချင်းထင်လို့တငယ်ချင်းရတော့မဟုတ်ပါဘူးမေအဲ့ကောင်မလေးကဘာသဘောရတော့မသိဘူးနေကြတော့လိုက်ရောချင်နေတာပါဒေဝီတင်ရောက်လာတော့ညီမတွေကိုတန်ဝင်ကိုအသီးသီးခွေးဝေယူထားလိုက်ကြစဉ်ကနမနဲ့စီစဝါကတော့အိမ်ရှိခန်းမှာသွားထိုင်အခန့်စကားပြောနေပါတယ်တင်ကသူဟာအိမ်ရှိလာထိုင်စကားပြောမဲ့သူမှာနေကြမဖြစ်နိုင်မှန်းသိပေမဲ့နေကြကိုမျှော်နေမိတယ်မာနာကြီးပုံရတဲ့နှခမ်းထူထူလေးတွေဟာတင်ကသူ့ကိုမြင်ရင်စူပုတ်ပုတ်ခက်တီတီသာတုံ့ပြန်တတ်တာကိုခဏသတိရနေတတ်တဲ့သူ့ကိုယ်သူလည်းအံ့ဩမိပါတယ်ဒီညီမတွေနဲ့မပတ်သက်ချင်ပါဘူးဝေးသာရှောင်လိုပါတယ်ရဲ့လို့စိတ်ထဲမှာဆုံးဖြတ်ထားခဲ့ပါတယ်ခုကိုလည်းဆုံးမသတိပေးထားခဲ့ပါတယ်ဒါပေမဲ့အံ့ဩစရာကောင်းလာအောင်ပင်သူတို့တွေကတယောက်ဖြစ်တဲ့အနေကြောက်မှသူမမဲ့ရမကြာခဏအာယုံထဲမှာဖြတ်ခနဲ
စုံတွေ့ဘူးချိန်3-4ခါထပ်ပြီးမပို့ပါပဲဘာကြောင့်များနေကြဟာသူ့စိတ်အာရုံတွေတဲ့အလွယ်တကူဝင်လာနိုင်တယ်လေတင်ငယ်သူကအဲ့ဒီအဖြစ်အပျက်ကိုပဲမကြင်မနဲ့လက်ခံရင်ကညီမလေးဒေဝီတင်ဟာအဲ့ဒီအိမ်ပေါ်မှာသွားလဲလိုပါရီအဲ့ဒီညီမတွေနဲ့မိတ်ဆွေဖြစ်ရလိုပါရီရဲ့လို့တောင်းဆိုလာတဲ့အခါမှာတော့သူဟာကျင်းနဲ့လိုလားစွာဝမ်းသာအားရစွာလိုက်ရောမိပြန်နေဒေဝီကခုမှကားမောင်းစားပြီးတင်ကားစားဆိုတော့မမောင်းတတ်သေးဘူးအန်ကယ်ဒါနဲ့ပဲသူပဲသွားကျွန်တော်ပဲအမြဲလိုက်ပို့ပေးရတယ်သူသွားကျင်တဲ့စီသွားချပြီးဘယ်နှနာရီပြန်လာခေါ်ဆိုခေါ်ပေါ့အဲ့လောက်ကလည်းတစ်ဖက်ခမဒရိုင်ဘာမထားဘူးလားဟုတ်ကဲ့ခမမောင်နှမ2ယောက်တည်းရှိရဆိုတော့သူပဲသွားကျွန်တော်စိတ်မချလို့ပါခမပကံလုံးတွေနဲ့ဇုံးတွေရောစကားဝါဘန်းလေးတွေနဲ့အသားအရာအစီရီလာချပါတယ်အလဲမှာမုံရင်းကားဘန်းနဲ့ညက်ခောက်ဆွဲဘက်တွေထည့်ထားတဲ့ပကံပြအကြီးကြီးတစ်ချက်ကအစကလေးကပြင်ဆင်ချထားပြီးသားဘူးသီးကြော်ချောင်းလေးတွေတီးတန့်တပကံပဲကြော်တွေတီးတန့်တပကံတံမြာရင်ညစ်ပြီးသားအသင့်သုံးဘူးလေးတွေငန်းမြာရင်ငှက်ထည့်ရတဲ့ကြရလေးတွေနန်းနန်းပင်နဲ့ပဲသီးရောထားတဲ့ပကံငရုတ်သီးပကံအဲ့လိုစားခြင်းစပွဲတေးသက်လှပစွာပြင်ဆင်ထားပါတယ်ဘူးသီးကြော်ပဲကြော်တွေကလေအိမ်မှာပဲကြော်ကြတာဇေယဝင်မာလဲမှာမုံနှစ်တွေလည်းများတော့အန်ကယ်တော့မကြိုက်ကြဘူးဦးမြတ်ကျော်ကဘူးသီးကြော်လေးတစ်ချောင်းဒီတိုင်းယူစားရင်တင်ငသူစီရောပါပကံကန်းပေးပြီးပြောပါတယ်တခုယူမြည်ကြည့်ပါအောင်သမီးတို့ကမိန်းကလေးတွေဆိုတော့နေ့လည်နေခင်းတွေမှာသူတို့ဘာသာပဲအကြော်ကြော်စားလိုက်ကြကြာစံချက်လှုပ်စားလိုက်ကြအတုပ်ဆောင်လှုပ်စားလိုက်ကြလုံနေတော့လက်မန်းတော့တဲ့နေပြီတင်ငသူရောဒေဝီတင်မှာတခုစီယူစားလိုက်ပါတယ်ရောင်းတဲ့အကြော်မျိုးမဟုတ်တာမို့မုံနှစ်နဲ့ကအထက်ကဘူးသီးအသားမှလည်းနုနုလေးမို့ပါစက်ထဲမှာပြော့ဤပြီးခဏလေးဝါလိုက်တာနဲ့ကျဉ်ညက်သွားပါတယ်မုံဖက်ကတော့ကိုကြိုက်တဲ့လောက်ထက်စားကြပါဒေါ်ခင်ခင်ဆွေကမုံဖက်ပကံတွန်းပေးပြီးပြောလိုက်တယ်တင်ငသူကမုံဖက်တွေကိုညက်နဲ့အသာယူပြီးသူ့ပကံနဲ့အနှဲငယ်သားထဲတယ်နဲလာကြည်လားမြမြထဲပါမဟုတ်ဘူးခမကျွန်တော်မွေးငါ့ကိုစားတော့စားပါတယ်တိတ်အကြိုက်ကြီးမဟုတ်လို့ပါအဲ့လိုပြောလိုက်ရင်လူတော်တော်များများအံ့ဩကြတယ်မြန်မာဖြစ်ပြီးမွေးငါမကြိုက်ဘူးပြောလို့လေအော်ဒါမဆန်းပါဘူးကွယ်အန်ဒီတို့မိသားစုထဲမှာလဲနေကြတဲ့အငယ်ဆုံးစီစွာမွေးငါတိတ်မကြိုက်ကြဘူးသူတို့ကအကြီးအစိမ့်သမားတွေလေအုံနှုတ်ခောက်ဆွဲကြိုက်ကြတယ်မွေးငါချိန်တိတ်မစားကြဘူးစားပြီးတောက်ပြီးဒီဝီတို့မမနေကြတော့ညီမတွေနဲ့အတူ shopping သွားရအောင်လေစီစွာတော်ပါပြီမသွားတော့ပါဘူးဘာဖြစ်လို့လဲစီစွာတို့ကဒေဝီနဲ့မသွားချင်လို့လားအိုးဒီလိုမဟုတ်ပါဘူးဘာတို့က shopping အမြဲမလုံးနိုင်ဘူးသွားစရာပွဲလမ်းတစ်ခုကိုအဖိတ်ခံရမှာစုပြီးထွက်ဝယ်ကြတာတဆိုင်ထဲမှာအများကြီးဝယ်ရင်ဈေးတယ်ကလည်း shop ပေးတယ်လို့တဆိုင်ထဲပဲစစ်ဝယ်တတ်ကြတယ်ဒေဝီလိုက်ပြီးအတူတူဝယ်ရင်သဘောကျချင်မှကြမှာမို့ပါဟမ်အဲ့လိုစိတ်တော့မရှိပါဘူးဒေဝီသဘောကျပါတယ်ဒေဝီအဲ့လိုမျိုးတအုပ်စုကြီးဈေးဝယ်တာမျိုးလုပ်ကြည့်ချင်လို့ပါနေကြဟာဘလို့လေးမှမသိအောင်ဒီညီမတွေကိုအလကားနေလာခင်မင်းတွေ့ကပ်ပေါင်းသိမ်းချင်နေတဲ့ဒေဝီတင်ကိုတိတ်တော့မလိုလားပါသူ့ဘာသာဘာကြောင့်လာအရောဝင်ကိုမျက်နှာချင်းမဆိုင်ခြင်းနဲ့ယောက်ျားတယောက်ကိုခဏခဏစုံနေရတာကြအစိတ်ပြက်စရာကောင်းပါရီဒေဝီလည်းအဝတ်စားချုပ်ဖို့အရေးတကြီးမလိုသေးပါဘူးမမတို့တွေသွားမရက်ကြရင်သာဒေဝီကိုခေါ်ဖို့မမင်းနဲ့နော်ဘာဖြစ်ခုကိုတိုင်းယူထားတဲ့အင်ဂျီကြဘယ်တော့ပိတ်စဝယ်ချုပ်မှာလဲအဲ့ပိတ်စကတော့ဝယ်စရာမလိုပါဘူးအိမ်မှာမမရနာလက်ဆောင်ပေးထားတဲ့ဂျပန်လာတဲ့အစလေးအသင်းရှိပါတယ်မမနေကြပြောသလောက်ကားရည်အတွက်လည်းရှိတယ်ဒေဝီလာပို့ပေးမယ်လေဒေဝီကတိုးမွေးထိုးတာတော့မသိချင်ဘူးတက်တင်းစာလေးတွေထိုးတာတင်ကြည့်ချင်တယ်လေအဲ့ဟာမမတို့တွေကဘယ်သူပဲဖြစ်ဖြစ်သင်ပေးနိုင်မလားလဲသိချင်တယ်စကဝါမတိမတာမျက်နှာလွှဲထားတယ်နေကြလဲအင်ဂျီပုံစံဒီဇိုင်းစာအုပ်ကိုဟိုလန်တီလန်လုပ်ပြီးမကြားကျင်ဆောင်နေတယ်ခင်ရန်ပြကတော့အားနာတယ်လို့နဲ့ခက်တာအဖော်နှိမ့်တယ်လို့လှမ်းကြည့်နေတယ်စီစဝါကလည်းရွယ်လူချင်းမို့ဆရာမမလို့ချင်ဟန်နဲ့ကောင်းခါပြနေတယ်ကန္နမမသားကိုမင်းရဲ့သူမျက်နှာနဲ့အားနာနေရပြီးဘာပြန်ပြောလို့ပြောရမှန်းမသိကိုညီမတွေကတိတ်တဘောမကြမှန်းသိရဲ့ကိုတိုင်းဆုံးဖြတ်ပြီးခေါ်လိုက်ရမှာကိုမလုံးလိုက်ချင်ပါကိုကြီးသိလားအဲ့ညီမတွေကဒေဝီကိုခေါ်ရပြောရတာတိတ်စိတ်မပါကြသလိုပဲသူတို့ဟန်ဆောင်ပြီးတော့ပြောနေတယ်အသက်မပါကြဘူးဟိုမမကန္နမလွမ်းရင်ပေါ့ညီမလေးကိုပြန်ခေါ်လာတဲ့အခါညီမလေးစီကဝေဖန်တယ်လို့ပထမဦးဆုံးစကြရပါတယ်တင်ငယ်သူဟာကားကက်ဆက်ထဲကသချင်းကိုလိုက်တူတူညှီးဆိုနေတယ်ဒါဖြင့်လဲနေပါလို့စပြီးသွားသေးလေငါတော့အံ့ဩနေတာကိုနဲ့လည်းသိမရင်းနေပဲအိမ်သွားလဲလို့လဲအင်းကြီးအတင်းချုပ်ခိုင်းလို့ခိုင်းဟိုဟာတင်ခိုင်းဒီဟာတင်ခိုင်းနဲ့ဒေဝီတမင်ရောတာပါဘာဖြစ်လို့လဲကိုကြီးကိုရင်နာသွင်းတဲ့သဘောမတူဘူးအဲ့ဒါကြောင့်တင်ငယ်သူမှညီမလေးအပြေစကားကြောင့်မျက်ခုံးပင်ပြီးတဟားဟားကြည့်မိတယ်အော်ဒင်းလေးကဒီအကြံနဲ့ကိုဘာဖြစ်လို့ရင်နာနဲ့သဘောမတူရလဲသူကဒေဝီကိုတိတ်ဆရာလုပ်တယ်သူ့စိတ်ထဲမှာဒေဝီကိုအမြဲပြိုင်နေတာဒေဝီသိတယ်ဘာကြောင့်မှမသိဘူးသူ့ဆိုဒေဝီအရင်ကတည်းကကြည့်မရအောင်
သူလည်းဒေဝီကိုကြည့်လို့ရမှာမဟုတ်ဘူးသူနဲ့တက်မတက်ဘူးပဲဆိုပါတော့ဒါကြောင့်သူသဘောမကျတဲ့အဲ့ညီမတွေနဲ့ဒေဝီတမင်အယောဝင်တာကိုကြီးနဲ့တမင်ပဲသဘောတူပြစ်လိုက်တာဩရန်နာကိုမတက်ရနဲ့ပဲအဲ့ညီမတွေဘာမှညာမှမသိပဲနင်းကသဘောတူပြစ်လိုက်ရောလားဒေဝီရဲ့ငါကစဉ်းစားညာမရှိတဲ့ကောင်ဖြစ်နေပြီဘာလဲကိုကြီးကရန်နာသူ့ကိုကြိုက်နေလို့လားမကြိုက်ပါဘူးဘယ်နဲ့လို့ဆွဆွဲနေရလဲဒါဖြင့်မမနေကြရောဟာတင်ငယ်သူမကိုညီမကိုပြန်မငင်းရတယ်လို့ဖြစ်ပြီးနှုတ်ဆက်သွားပါတယ်မသေးချာမရေရတဲ့သူ့စိတ်သူလည်းအာမမခံရပါကိုကြီးကတွားကြိတ်လဲမမနေကြတော့အလွယ်တကူလက်ခံမမထင်ဘူးသူတို့ကြည့်ရတာကိုကြီးကိုတိတ်မလိုလားသလိုပဲဘယ်လိုလားမလဲငါကသူတို့အကြံကိုသိပြီးစောင့်ကြည့်နေရအောင်ဘာအကြံလဲသူတို့သားမိတွေရဲ့ပတ်စံချမ်းသာတဲ့အမျိုးကောင်းသားကိုအိတ်ထဲထည့်ရေးဆိုတဲ့အကြံကိုအဲ့လိုလည်းမဟုတ်ပါဘူးကိုကြီးရဲ့မမကန်နမနဲ့ကိုမင်းရဲ့တွေ့တော့တကယ်ချစ်ကြလို့ချစ်သူတွေဖြစ်သွားကြတာပါငါတော့မထင်ဘူးကန်နမမျက်နှာ88ဆန်နဲ့ရေးသွေးရတာတသေးသေးလို့ဖြစ်နေပေမဲ့သူဟာအမေစကားတခွန်းပဲနားထောင်တဲ့ရုံမျိုးနဲ့မိန်းကလေးပဲသူ့အမေကအကြောင်းတစ်စုံတရာပြပြီးအခုပဲရေးသွေးကိုဖြတ်ဆိုသူကဖြတ်မှာဒါကြောင့်ငါရေးသွေးကိုတားထားတာပဲဟိုကောင်ကဆေးဆက်တော့မယ်တော့ဖြစ်နေတာငါတီးတီးတခြားရှင်းပြပြီးစောင့်ကြည့်ခံတာလို့ခုထိသူတို့ဘာမှရှေ့ဆက်မတိုးဖြစ်သေးတာနောက်မို့ရေးသွေးရရှေ့ကိုအများကြီးတိုးပြီးနေပြီလေကိုကြီးကလည်းလေသူများကိစ္စသိဝင်ပါတာပဲဒေဝီကတော့ကိုမင်းရဲ့သွေးမမကန်နမကိုမြင်မြင်ယူစေချင်တယ်ဒါမှရန်နာသွေးမျက်နှာကြောနည်းနည်းလျှော့မှာသူကခုထိအကိုကောင်မောက်တုံးလေငါကသူကဒီကိစ္စကိုဘာမှဆက်မပြောတော့ပဲစကားလှမ်းကြောင်းလွှဲလိုက်ပါရီသူတို့ကိစ္စကိုထားပါနင်လည်းအဲ့ညီမတွေကိုမလိုလားရင်လည်းသွားမနေပါနဲ့သွားတော့မသွားပါဘူးဒါမဲ့စီစောတက်နေတဲ့ကိုရီးယားစကားပြောတင်တန်းကိုတော့စိတ်ဝင်စားလို့လိုက်တက်ချင်တယ်လို့ပြောထားလိုက်ပြီအဲ့ဒါစီစောသွားတက်ရမယ့်နေ့ကျဒီဝီသူ့ဝင်ခေါ်ပြီးသူတို့တင်တန်းကိုလိုက်အပ်မယ်လို့ပြောထားလိုက်တယ်ရှုပ်လာပြန်ပြီကိုရီးယားကားတွေကြိုက်နေတဲ့တူတူဒီဝီလည်းသူတို့စာလေးစကားလေးတက်ထိုင်ကောင်းမယ်လို့စိတ်ကူးနေရကြပြီခုမှပဲအဖော်တွေ့ပြီးအကောင့်ထဲပေါ်တော့တယ်မရင်နာတွေ့ရလဲသူကကိုရီးယားလောက်ဆိုအထင်မကြီးပြန်အင်္ဂလိပ်စကားမှအင်္ဂလိပ်စကားဖြစ်နေရလေဒါကြောင့်သူနဲ့လည်းအဖော်ညှိလို့မရဘူးခုမှပဲအဖော်ညှိစရာလူတွေ့တော့တယ်တင်ကသူကဘယ်တော့မှလည်းညီမဖြစ်သူကိုဟိုကမလို့ရဒီဟာမလို့ရဟိုလူနဲ့မပေါင်းနဲ့ဒီလူနဲ့မပေါင်းနဲ့ဆိုတာမျိုးလဲအမိတ်မပေးခဲ့လေရညီမဖြစ်သူခုလိုဟိုဆက်ဆက်ဒီဆက်ဆက်ဝင်ပါချဲလဲနေတာလဲဆက်ပြီးမတားမြစ်ခဲ့တော့ပါညီမလေးစိတ်တိုင်းကြဟိုညီမတွေစီလိုက်ပို့ပါအောင်စီစဝဝင်ခေါ်မလို့ဆိုတော့တခါထက်ရောက်ရပြန်တော့တယ်ဒါမဲ့အိတ်နေရတော့အလုံးចောင်းသွားအလုတ်သွားကြလို့ဘယ်သူမှမရှိသလိုဒေါ်ခင်ခင်ဆွေပါမရှိတဲ့အတွက်စီစဝကိုအိမ်ရှိကားရပြီးခေါ်ရုံသားသူတို့တင်တန်းကျောင်းရှိကားရပြီးချပေးခဲ့ရုံသားနေကြတော့အိမ်သွားပြီးနေကြကိုမတွေ့ခဲ့ရတဲ့အခါကြပြန်တော့တင်ကသူရင်ထဲမှာတခုခုလိုသွားတယ်လို့တော့ခံစားရတာမငင်းချင်ဒါမဲ့ကိုကလည်းသူတို့ညီမတွေကိုမယုံနာမို့ဒီတက်ပို့ပြီးတွေ့ခွင့်ရအောင်လဲအခွင့်အရေးမရှာမတော်ဆဆုံရတွေ့ရမှသာတွေ့ရောပဲလို့သဘောထားလိုက်ပါတယ်အဲ့ရပိုင်းမှာပဲတင်ကသူမမျော်လင့်ပဲအမက်မထင်တွေ့လိုက်တာစကဝါကိုပါစကဝါတင်ကသူတို့ကုမ္ပဏီရုံးခန်းဖွင့်ထားရအဆောက်အုံကြီးနဲ့မျက်နှာချင်းဆိုင်မှာဖွင့်ထားတဲ့ဘာကာအန်စနက်ဆိုင်ကိုလာခဲ့တာတင်ကသူကအမက်မထင်လှမ်းတွေ့လိုက်တာဆိုတဲ့အကြောင်းအရာကမထူးခြားလာပါတဖန်စကဝါကိုကောင်လေးတယောက်နဲ့လည်းတွဲတွေ့လိုက်တာကြောင့်ထူးဆန်းလာတယ်မဟုတ်ပြန်လို့ဆိုရမှာပါဒါမဲ့စကဝါတွဲလာတဲ့ကောင်လေးကိုတိတိကျကျကြည့်ပြီးတော့တင်ကသူမှာတန်တော်လေးလာနေခဲ့ပြီးတော့ဘာကြောင့်လဲဆိုတော့တင်ကသူဟာစကဝါရဲ့ကောင်လေးကိုတိထားပြီးဖြစ်နေလို့ပါအဲ့ကောင်လေးနာမည်ရွှေပြည်စိုးသူဟာဘယ်သူပဲဝါအဲ့လိုနဲ့တင်ကသူတိထားပေမဲ့စကဝါကြည့်ရတာရွှေပြည်စိုးနာမည်နဲ့အစင်တန်းလွှဲရင်ဒီထက်ပိုတိပုံမရတာကိုလည်းအကဲခတ်ပြီးတော့တင်ကသူဟာစကဝါအတွက်မစီမဆိုင်စိုးရင်ပူပန်နေမိတယ်သူတို့ညီမတွေလဲလာနဲ့ဒီတခါတော့အပေါ်ရန်ကြောကြည့်ပြီးဒီကောင်လေးကိုရွေးလိုက်တာပဲလားတင်ကသူဟာမနေနိုင်တော့ပဲဒေဝီတရားတစ်ဆင့်စီစောကိုအတိပေးခန့်လိုက်မိတယ်နေ့တငယ်ချင်းစီစောကိုစကားဆက်ပြီးပြောလိုက်သိလားစကဝါတယောက်ရီးစားရနေပြီသိပြီလားလို့ကိုကြီးဘယ်လိုလုပ်သိလဲငါတွေးလိုက်တယ်သူ့ရီးစားနဲ့မုံလာစားရလေစီစောကပြောတယ်မကြောက်ဘူးသိရင်တော့ဒေဝီကိုပြန်ပြောပြမှာပါဘာလို့လဲဆိုတော့သူတို့ညီမတွေရဲ့သဘောကရှင်းတယ်တဲ့ရီးစားကိုဘယ်တော့မှအပြောမထားဘူးတဲ့ကိုတကယ်ယူနိုင်တဲ့သူကြမှာလက်ခံတယ်တဲ့ရီးစားရရင်လည်းအိမ်မှာဘသူ့မဆိုအတိပေးကြတယ်တဲ့အဲ့ဒီမစကဝါကြတော့အိမ်ကအတိမပေးတာလားဘာလားမသိဘူးတင်ကသူဒေဝီတင်းကိုပြောပြလိုက်ပြီးတိတ်မကြဒေဝီတင်းလည်းစီစဝါကိုပြန်ပြောစီစဝါတဆင့်အမေအဖေစီတအိမ်လုံးတည်သွားတော့အမေတော်ခင်ခင်ဆွေစကဝါကိုခေါ်မေးတော့တယောက်ကိုမေးပေမဲ့ကျန်တဲ့ညီမတွေပါအားလုံးဝိုင်းပြီးနားထောင်ကြတယ်စကဝါကတော့သူ့အဖြစ်လူသိသွားတဲ့အတွက်ထိတ်လန့်ခြင်းလည်းမဖြစ်မဝတ်မရဲလည်းမဖြစ်အစာကလေးကစကဝါဟာမိသားစုထဲမှာသူလှုပ်ချင်အောင်အရင်လှုပ်ပြီးမှအတိပေးတဲ့သူလည်းဖြစ်လေရအခုလဲဒီပုံအတိုင်းပဲအမားကိစ္စအဖြစ်မရေမရာနဲ့မပြီးသေးဘူး
စကဝါအခုလိုအမေကိုမတိုင်မမဲလှုပ်ချင်ရလို့တော့အမေစိတ်မကောင်းဖြစ်ရတယ်ပြီးတော့သမီးတွေကိုတိတ်အထင်းအသိမ်းကောင်းတဲ့အမေဆိုပြီးနာမည်ကြီးနေအခုကျသူများလာပြောမှဒီအကြောင်းသိရတယ်ဆိုတော့ရှက်ဖို့ရန်ကောင်းနေပြီဝါပြောမလို့ပါသူနဲ့တွေးကြရလဲတိတ်မှမချသေးဘူးဝါလည်းအဖြေပေးပြတလားတော့မရှိသေးဘူးဆိုတော့အမေတို့ကမပြောမိသေးတာပါကဲအခုမေးပြီလေပြောပါအောင်ဘယ်သူဘယ်ဝါဆိုတာသူ့နာမည်ကရွှေပြီဆိုပါဒါပဲလားဝါချက်တဲ့နှစ်လောက်ပဲကြီးတယ်ပွဲတော့ရပြီအမေမရှိတော့ဘူးအဖေပဲရှိတယ်ဒါမဲ့အဖေကနောက်ရင်ထောင်ထဲလို့ပြောတယ်သူတို့မောင်နှမကတော့၄ယောက်ပါပဲသူကအငယ်ဆုံးအကိုအမတွေကတော့အိမ်ထောင်ကြကုန်ပြီကိုစီပွားနဲ့ကိုလုံနေကြပြီသူကတော့သူ့ဖေရဲ့လုပ်ငန်းမှာပဲဝင်ကူတော့မယ်ဘာလုပ်ငန်းလုပ်လဲအင်ဗာတာတို့မီယာမင်းဆက်တို့လိုပစ္စည်းတွေထုတ်တဲ့လုပ်ငန်းလို့ပြောတယ်လုပ်ငန်းကတိတ်နာမည်အကြီးကြီးတော့မဟုတ်ပါဘူးသူတို့လုပ်ငန်းနာမည်ကအိုမီဂါလို့ပြောတယ်အော်အိုမီဂါလားခင်ရပြရေရွတ်တဲ့အတွက်အမေကသမီးသိလို့လားလို့မေးပါတယ်မဂ္ဂဇင်းတွေမှာကြောင်ညာတွေဘာတွေမှာပါတော့တွေ့ဘူးတဲ့မေဒါကြောင့်ပါအေးဘလို့ပဲဖြစ်ဖြစ်ပါစီးပွားရေးလုပ်ငန်းလည်းရှိတယ်ဆိုတော့မစိုးပါဘူးထားလိုက်နေပါအောင်သူ့အဖေနောက်ရင်ထိုင်မအောင်ကလေးရှိလားကလေးတယောက်ထည့်ရတယ်တဲ့အဲ့ဒီကလေးလေးကအခုမှ10နှစ်ဆိုလားပါလားဝါလည်းတိတိကျကျမမှတ်ထားဘူးဝါမှတ်ထားတာသူတို့မောင်နှမတွေရောဖေကအတိအအမွေခွဲပြီးသားဆိုတာပဲဟုတ်လားအမွေခွဲပြီးသားလားအမေမျက်နှာမှာကြည်လင်ဝင်းပသွားပြီးတိလိုစောနဲ့အမောတကောင်မေးလိုက်တာကိုနေကြမှာရင်မောစွာငေးနေမိတယ်အမေခင်ဗျာသမီးတွေကိုတထေးလောင်းတွေနဲ့ဖူးစာစုံစစ်ချင်လာသူပဲဒါပေမဲ့စကားပြောပုံကြည့်ရတာသူ့ကောင်လေးအခြေအနေကမဆိုးလှပေမဲ့အမေမျောလင့်ထားတဲ့လောက်တော့တိတ်ကြီးကြီးမမကြီးချမ်းသာပုံမရပါအဲ့ရတဲ့အမွေနဲ့သူကမြို့ထဲမှာအခန်းကျဲတစ်ခန်းဝယ်ထားလိုက်တယ်အမေအခန်းအိတ်ခန်းတစ်ခန်းပါတယ်တိတ်ခန်းကျဲပဲသူခုစီးနေတဲ့ကားကတော့အဖေပိုင်တာလို့ပြောတယ်အမေကငါသမီးတွေကိုတိုက်အိမ်နဲ့ကားနဲ့အသိရှိပြီးသားလူမျိုးနဲ့စုံစည်းကျင်တာကွခုလိုမျိုးကြီးကိုကအပြိုပွားတော့လုံးကြီးအိမ်မှာနေလာခဲ့ပြီးအိမ်ထောင်ကြတော့မှတိုက်ခန်းလေးနဲ့ပြန်နေရမယ်ဘတ်စကားတိုးစီးရင်စီးမစီးရင်လည်းတိုက်စီစီးပြီးသွားရမယ်ဆိုတဲ့ဘဝမရောက်စေချင်ဘူးအဲ့လိုမျိုးတိတ်လောက်လောက်လာလာမရှိတဲ့အသေးစားလုပ်ငန်းရှင်တဲ့ဆိုင်ကွယ်အဲ့လိုမျိုးတိတ်လောက်လောက်လာလာမရှိတဲ့အသေးစားလုပ်ငန်းရှင်တဲ့ဆိုင်ကွယ်ဦးမြတ်ကျော်လိုအရာရှိအရာခံအမှဂုံရှိသေးတယ်ဘယ်သာသွားဌာနပေးတဲ့ရုံးကားနဲ့တောက်ခွင့်ရတာမှအကောင်းမွန်နိုင်သေးတယ်ပြီးတော့ရရှိရခံအသားဝိုင်းဆိုတာလေလူဒန်းစားတရက်လိုနေနိုင်သေးတယ်လေအမေကစကားဝါကောင်လေးရဲ့အခြေအနေကိုတိတ်ပြီးဘဝမကြဟန်နဲ့ပြောလိုက်တဲ့အခါစကားဝါမျက်နှာမဲနေတော့တယ်နေကြတော့တတိုက်လဲအခြေအနေမကောင်းလာမှန်းတီလို့လှုပ်ပင်မလှုပ်ရဲအမေလိုက်မဲပြီးအဆူမခံရအောင်သာကြည်ကြက်နေရတယ်ထင်တဲ့အတိုင်းပဲအမေဟာမဲစရာမရှိတော့မမောက်မှာဘက်ပင်လှည့်သွားပါတယ်ကန်နမလည်းဘာကျူးလို့လဲအချစ်နဲ့ရှေ့တန်းတင်ပြီးမင်းရဲ့သွေးချဲလဲသမျှခေါင်းငုံခံနေရပြီဟိုကလက်ထက်ဖို့မပြောနဲ့စစ်ဆက်ဖို့တော့စကားမဟသေးပဲကို့ကိုအပြောလာကျွဲနေတာကိုအဟုတ်ကြီးထင်နေပြီမဟုတ်လားအမေမှာရင်မားတဲ့အတိုင်းဖြစ်မလာသေးဘူးကန်နမမျက်ရည်လေးတွေဝဲသွားကခေါင်းငုံနေတော့နေကြမမလူမို့မမအားပေးတယ်လို့ဘေးကနေပခုံးကိုအသာပြင်းညစ်လိုက်ပါရီကဲပြောပါအောင်မင်းရဲ့သွေးကဘာမှစကားမစသေးဘူးလားတွေ့တာကြိုက်တာစတွဲကြတာဖြင့်အားလုံး6လလောက်ရှိပြီသူ့ဘက်ကကိုယ့်ကိုလေ့လာလို့ပဲမပြီးနိုင်သေးဘူးလားဘာလဲသူမိဘကဟိုလိုဒီလိုပြောတဲ့လားသူမိဘကသူ့သဘောပါပဲတဲ့အမေရဲ့ဒါဖြင့် तू ကဘာလို့အချိန်ဆွဲနေရလဲအဲ့ဒါလဲကန်နမမသိပါဘူးမေရဲ့ကန်နမကတော့ကိုဘက်ကပြောကြည့်နိုင်တဲ့လောက်လေးပြောပြီးအရေးအမှုတော့ပြတာပါပဲ तू ကဘာလို့ကြွေးဝနေတယ်လဲဆိုတာကန်နမမသိပါဘူးမေဒါဖြင့်လဲ तू လာခေါ်တိုင်းတွေ့ရဆုံးတာသိမလို့ပဲကိုဘက်ကပြန်စည်းကင်ပြလိုက်စမ်းပါအမေစကားကိုနားထောင်ပြီးကန်နမလဲသူနဲ့အပြင်လျှောက်လေရတော့သိမလို့ပါဘူး lunch stream မှာ तू လာခဲ့ရင်ဟိုတယ်ထဲကကိုဖီဘားမှာပဲအတူထိုင်ပြီးစကားပြောကြရအောင်ပါ तू က shopping တွေပါတယ်အတူသွားဖို့ခေါ်တာတော့ကန်နမမသွားပါဘူး तू ဝယ်ပေးရရယူမင်းကို့ကိုခြူစားတဲ့အပြောခံပါဆိုလို့မသွားတာပါမမမျက်နှာလေးညှိုးပြီးပြောတဲ့အတွက်အမေလည်းတနာသွားဟန်နဲ့ဆက်မစူတော့ပဲမျက်နှာကြီးပုတ်ကနေအဖေလောကပြန်လာတော့အဖေခင်ဗျာထမင်းဝိုင်းမှာစားရတာပဲအေးလိုလိုနားရေးပါရေးစားခွင့်မရအမေကဘေးကနေထိုင်ထမင်းဖြစ်ပြီးရင်သမီးတွေအကြောင်းသေတရန်ကြီးတိုင်တော်ပြောဆိုနေတဲ့အတန်ကိုကြားရပါရီအဖေဒီနေ့ရုံးမှာအစည်းအဝေးရှိလို့နောက်ကျတာဖြစ်ရာအမေနဲ့သမီးတွေကတော့ညစာစားနေပြီအဖေသာတယောက်တည်းတီးတန့်စားရတာပဲမဲ့အဖေဟာဘယ်တော့မှလည်းသူ့ကိုထမင်းစားမဆောင်လို့ဆိုပြီးအပြစ်တင်တတ်တဲ့လူစားမျိုးတော့မဟုတ်ပါကဲဓမ္မကောင်လေးကလည်းအခုဒီစစ်ဆက်ဖို့လေးတောင်ပြောမလာသေးတော့ရင်လေးလို့မဆုံးသေးဘူးဟောလှပြတ်ပါပြီစကားဝါတမျိုးဒုက္ခပေးလာတဲ့ဦးမြတ်ကျော်ကြီး
တိတ်လောက်လာမရှိတဲ့ကောင်လေးနဲ့ရီးစားဖြစ်နေတဲ့ကိုရီးယားတော့ကို့သမီးတွေကိုယုံတော့ဘယ်သိမှလဲသူများပြောလာမှသိရတယ်စကားဝါမိဘကိုလည်းအသိမပေးပဲလှုပ်ချင်ရလှုပ်နေပြီရှင်အမေကအဖေကိုငယ်ရစဉ်ကတော့ဘလို့ခေါ်တယ်လဲဆိုတာနေကြတော့မမှတ်မိတော့ပေမဲ့နေကြတော့အရာရာကိုစူးစမ်းသိရှိလာတတ်တဲ့အရွယ်မှာတော့အမေဟာအဖေကိုဦးမြတ်ကျော်လို့ပင်ခေါ်နေပါပြီဦးမြတ်ကျော်ဆိုတဲ့အခေါ်ဟာအမေအတွက်နှုတ်ကြိုးနေပြီဖြစ်တယ်လို့အဖေအတွက်၎င်းသမီးတွေအတွက်၎င်းနားရင်နေတဲ့ခေါ်တဲ့ဖြစ်နေပါပြီသမီးကြီးကိစ္စတော့ကိုဘက်ကသိပြီးလောမတိုက်တွန်းပါနဲ့ကွာတစ်ဖက်ကကိုကိုအထင်သေးစရာဖြစ်နေမယ်ကောင်လေးကစိတ်သဘောကောင်းပါတယ်ကွာသူ့အနေနဲ့အိမ်ထောင်ပြဖို့စောနေသေးတယ်ထင်လို့မပြောသေးတာဖြစ်ရင်ဖြစ်မှာပါဒါနဲ့နေပါအောင်စကားဝါကဘာဖြစ်လို့လဲရီးစားရနေပြီလေအဲ့ဒါမအေကိုတော့အရင်မတိုင်မင်ဘူးရီးစားဖြစ်နေပြီတွဲနေမှာပဲဒေဝီတင်းကတဆင့်စီစဝါကိုပြောပြလို့သိရတယ်မင်းလည်းတစ်ချိန်လုံးစက်သားအောင်မကြီးလို့သမီးတွေကိုအတောင်နဲ့အုပ်ပြီးစောင့်ရှောက်နေတာငါမြင်နေသားပဲဒီထဲမှာဖောက်ထွက်သွားတာတော့မင်းအပြစ်လည်းမဟုတ်ပါဘူးစွန်စားခြင်းနဲ့ကလေးကသူ့စိတ်နဲ့သူလာတာကြီးပဲသူ့ဘာသာစွန်စားတာမကလို့ဘာပဲဖြစ်နေနေကောင်လေးကသူ့စည်းပွားရေးလို့လည်းမင်းရမရှိဘူးအဖေနဲ့အတူလုပ်တဲ့အသေးစားလျက်စစ်ပစ္စည်းထုတ်တဲ့စီးပွားရေးနဲ့အတူတူလုပ်နေတာပဲရှိတယ်အဲ့ဒါသူပိုင်နာရဲ့လို့ဘလို့လို့လက်စုပ်လက်ကင်ပြလို့ရမလဲလေပြီးကြတော့အဖေမှလည်းနောက်အိမ်ထောင်တဲ့ကလေးနဲ့ဆိုတော့အဲ့ဒီကောင်လေးအိမ်ထောင်ကြရင်ဘလို့လုပ်ပြီးအဖေကသူ့စီးပွားကြီးကိုပေးပါတော့မလဲအမွေကတော့ခွဲပြီးသားတဲ့တိတ်လဲခွဲကြပုံမပေါ်ဘူးကောင်လေးကတိုက်ခန်းလေးတစ်ခန်းပဲဝယ်ထားနိုင်တဲ့ရှင်ခင်စိတ်လျှော့ဖြစ်လာပြီးသားကိုဘဝင်မကြဖြစ်မနေနဲ့အဲ့ကောင်လေးကို့သမီးပေါ်ကောင်းကောင်းမွန်မွန်စိတ်သဘောထားရှိပြီးမေတ္တာစိတ်နဲ့မျက်နှာရင်ပြီးတာပါပဲကွာချမ်းသာတဲ့ဆင်းရဲတွေဆိုတာကိုယ့်ရဲ့ကုသိုလ်ကံနဲ့လည်းဆိုင်ပါတယ်မင်းသိပါတယ်ဖေကတော့လေးတန်းအေးသမားစိတ်ခက်အေးသမားမို့သမီးတွေကိစ္စကိုမပူပင်ဟန်နဲ့အမေကိုပြန်နားချနေကြတယ်နေကြတို့တတိုက်ကတော့စကဝါကိုဝိုင်းပြီးစစ်မေးဖို့အခန်းတွင်လူစုနေမိတယ်စကဝါမျက်နှာမှာအရာရာကိုယုံကြည်နေရတဲ့သူကပြောပြီးသားပါသူ့ဖေကသူ့အချစ်ဆုံးနဲ့သူအိမ်ထောင်ကြရင်ထပ်ပြီးတိတ်ပေးမှာတိမ်ပလောက်တောင်းတဲ့အရင်အကိုအမတွေလည်းမသိအောင်အဖေနောက်မိန်းမလည်းမသိအောင်သူ့ကိုခွဲပေးမှလို့ပြောပြီးသားတဲ့စကားဝါကိုတော့သူကဦးမြတ်ကျော်သမီးအချောအလာတွေနာမည်ကြီးရဆိုပြီးအဲ့ခံဝဲတစ်ခုမှတိတိကျကျစောင့်ကြည့်မိရတွေ့ပြီးသဘောကျသွားတာလေကျောင်းဝင်ရောက်လာပြီထုံးစံအတိုင်းပေါ့လူပြောလဲတော့တာပဲစကားဝါလည်းသူ့ပုံစားပုံတွေကတန်မိုးကြီးအဝတ်စားတွေဖြစ်တာရဲ့ပိုး WD လေးမောင်းလာပြီကျောင်းကိုရောက်လာတာရဲ့ကြောင့်သူ့အစင်တန်းတော့မနှဲလာဘူးလို့ထင်ပြီးလက်ခံလိုက်တာပဲခန္ဓာမှာတော့စကားဝါပြောဟန်ကိုသဘောမကျလားအဲ့လိုတွက်ပြီးရွေးတာတော့ဘယ်ကောင်းမလဲစကားဝါရဲ့ကိုသူ့ကိုတကယ်ချစ်မချစ်ဆိုတာကိုမစင်းစားခဲ့ဘူးလားအဲ့ဒီခါစကားဝါပတ်ခနဲ့ပြန်ပြောထည့်လိုက်တာခန္ဓာမကိုပြန်ထိသွားပါတယ်မမသာအချစ်ကိုဦးစားပေးပြီးကိုချစ်သူသဘောပဲထည့်စင်းစားနေပြီးတော့ဒါကြောင့်လဲကိုမင်းရဲ့တွေကမမောလှည့်စားကျင်တယ်လှည့်စားလို့ရတာပဲစကားဝါကတော့ကို့ကိုချစ်ပြီးအလိုလိုက်မဲ့ယောက်ျားမျိုးတင်းတဲထားနိုင်မဲ့သူမျိုးဖြစ်တော်ပြီကိုချစ်တာမချစ်တာခေါင်းနဲ့မထည့်ဘူးနေကြဟာစကားဝါစကားကိုမကြိုက်လာပေမဲ့မဘက်ကဝင်ပြောပြန်ရင်နေကြကတော့မလူမဝင်ပြောတယ်ဖြစ်အောင်မေဒါကြောင့်မပြောတော့ပါဘူးလို့ဆုံးဖြတ်ကနှုတ်ဆက်နေလိုက်ရပါတယ်မိသားစုထဲမှာဒီလိုပြဿနာလေးတွေကတော့အစာပြိုးမှန်းမသိပြိုးနေခဲ့လေပြီစကားဝါတကယ်ပဲထင်ရဆိုင်သွားတဲ့သမီးတစ်ယောက်ဖြစ်ကြောင်းနောက်တစ်လလောက်အကြာမှာဒေါခင်ဆွေကိုတွေ့ကြုံလိုက်ရတော့တယ်ကျောင်းကြော်ရမယ့်အချိန်သွားကြိုတဲ့အခါကျန်တဲ့သမီးတွေဖြစ်တဲ့ခရမ်းပြခက်တာနဲ့စီစဝါတို့သာကားရထားရစီရောက်လာပြီးစကားဝါကတော့ရောက်မလာခဲ့ပါသမီးတွေကတကုံတက်ကတော်မှာအားလုံးတူတူတက်ကြရတာမို့ကျောင်းပို့ခြင်းအတူတူကြိုခြင်းအတူတူဖြစ်တယ်စကားဝါရောမလာသေးပါလားဒီနေ့ practical ကြားလိုက်မယ်လို့လည်းပြောမသွားပါလားနဲ့တဆောင်လုပ်နေခဲ့တဲ့ဒေါခင်ဆွေမှာမောင်ကြီးပြောလာတဲ့အခါမှာတော့အကြောင်းကြီးတစ်ခုလုံးလဲလူသူကျဲပါတိတ်ဆိတ်လာချိန်မှာတော့အခြေအနေတစ်ခုကိုစိုးရင်ကြီးစွာပင်သဘောပေါက်လက်ခံလိုက်ရတော့မလို့ဖြစ်သွားပါရီအင်ကိုချက်ချင်းပြန်အိမ်ကလူတွေအသိပေးပြီးပေမဲ့လဲစကားဝတငယ်ချင်းတွေစီဟိုဖုံးဆက်ဒီဖုံးဆက်ပြီးလဲမမေ့ရဲ့တည်င်းကတိတ်ပြန်သွားရဲ့အဆက်ခွဲလိုက်မယ်မနာလိုတဲ့သူတွေကဝမ်းသာကြလိမ့်မယ်ဒေါခင်ဆွေလဲလာနဲ့အခုတော့တစ်ချက်ခံလိုက်ရပြီလို့အပြောခံရလိမ့်မယ်စကားဝမိုက်လိုက်တာမအေးကတော့မိသားဖသားပြီးတောင်ရန်လက်ထက်ယူတဲ့ပုံစံမျိုးဖြစ်စေချင်ပါတယ်ဆိုမှသူကခိုးရလိုက်ပြီးရဲဆိုတဲ့အဆင့်အတန်းမရှိတဲ့အခြေအနေမျိုးဖန်တီးသွားရလိုက်တာကွယ်စီစဝါအမိတော်ကောင်မြင်ပြီးဒေဝီတင့်ကိုသိန်းကသူကတော့ရွှေပြည်စိုးအကြောင်းတော်သိပုံရတယ်မေးကြည့်ချင်ဒေဝီတင့်ကိုဝါဖုံးဆက်ပြီးမေးမယ်လေသိန်းကသူကတို့သားမိတို့အထင်သေးပါတယ်ဆိုမှကွယ်သူနဲ့ပတ်သက်ရအောင်မယ်စကားဝါပြတ်သွားတယ်ဆိုတာမပြောဘဲဒီတိုင်းသိချင်လို့မေးတဲ့ပုံစံမေးရအောင်မေးရဲ့
စကားဝါပြောက်သွားတယ်ဆိုတာမပြောပဲဒီတိုင်းသိကျင်လို့မေးတဲ့ပုံစံမေးရအောင်မေးရဲ့အခုဟာကန္နမာတို့ကစကားဝါပြောပြလို့ရွှေပြည်စိုးဆိုတဲ့နာမည်ရဲ့အိုမီဂါဆိုတဲ့စီးပွားရေးလုပ်ငန်းရဲ့တစ်ခုရဲ့ပဲသိထားရတဲ့အခြေအနေလို့ဖြစ်နေရလေအမေမသမီးတွေကိုကောင်းတာဖြစ်စေခြင်းလွန်ပြီးအကောင်းတွေကြီးမျောလင်းမိတဲ့အမေပြပြဘာများကောင်းတာကြားရအောင်မလဲစိတ်ကူးမိရနဲ့အေးမေးပါကွယ်မေးကြည့်ကြပါလို့ခွင့်ပြုလိုက်တယ်ကန္နမာကအကြံပေးတော့တာသူဖြစ်ပေမဲ့သူ့ဘာသာကြဖုံးမခေါ်ရဲ့နေကြကိုအကူကြီးတောင်းသလိုကြည့်နေတော့တယ်မမလည်းလေနေကြအဲ့လိုနဲ့မျက်နှာကြောမတဲ့ပါဘူးဆိုမှနေကြပဲလှက်လာပြီဒါမဲ့သူလည်းနေတော့စိတ်ဝင်စားနေတယ်လို့ကိုမင်းရဲ့တဲ့စင်ငါ့ကိုပြောထားဘူးတယ်ဘယ်တော့လဲတိတ်တော့မကြသေးဘူးတင်ငါကလည်းသူ့ဘဝမှာနေကြအောင်မှအရင်ဆုံးစိတ်လှုပ်ရှားရင်ခုန်မိတယ်လို့ပြောတယ်တဲ့နေကြဟာသူဆုံဘူးသမားမိန်းကလေးတွေထဲမှာသူ့ကိုဖမ်းစားနိုင်ဆုံးပါပဲတဲ့တရက်မှာကိုမင်းရဲ့သွင်းငါ့ကိုပြောပြခဲ့တယ်မဘာပြန်ပြောလိုက်လဲနေကြတော့ကိုတင်ကသူအမြင်မကြည့်ဘူးလို့ကိုတင်ကသူကဒီဘက်ကအမေနဲ့ညီမတို့အထင်သေးရှုပ်ရှတယ်လို့ပုံစံနဲ့ပထမဦးဆုံးအကျဉ်းဆောင်တော့ကြည့်နေခဲ့ရဆိုတာနေကြတတိထားမိလို့ကိုတင်ကသူတော်မကြည့်မလင်ဖြစ်နေတယ်လို့ကောင်းတယ်အဲ့လိုအပြက်ပြောထားတာပဲကောင်းတယ်ဒါမဲ့အခုဖုံးဆက်မေးရမှာကြာနေကြဘက်ကစာပြီးဆက်သွယ်တယ်လို့ဖြစ်ပြီးအောက်ကျနောက်ကျနိုင်သွားမလားမသိဘူးနော်ကိုညီမလေးအကြောင်းစိတ်ပူလို့သူ့ကိုစုံစမ်းတာပဲနေကြရဲ့အောက်မကြပါဘူးနေကအကြောင်းတစုံတရာမရှိပဲသူ့ကိုဖုံးဆက်ဘူးဆိုတော့ तू သိမှာပါဖုံးဆက်လိုက်ပါငါစကားနေပြီးပြောပြန်ရင်လည်းရင်တင်နေပုံဝင်လည်းမရှိရသူဆိုတော့ငါမင်းရင်ပြည့်ပြည့်စုံစုံသိရမှာမဟုတ်ဘူးနေမဲမေးပြပါနေကြရဲ့အဲ့လိုနဲ့ပဲတော်နေကြတော့အမကပင်ဆရာတင်ရတဲ့ဆရာမကြီးရာတို့အလိုရကတင်ကသူ့အိမ်ကိုဖုံးခေါ်လိုက်ရပါတော့တယ်တင်ကသူ့အတန်ကိုဖုံးထဲမှာစတင်ကြရပါတယ်ကိုတင်ကသူလားနေကြပါတင်ကသူဟာနေကြပါလို့ပြောလိုက်တဲ့ကြားရတော့သူ့နာသူပင်မယုံနိုင်တော့သလိုဖြစ်သွားတယ်အန်အော်ဘီအကြာကြီးတိတ်ဆိတ်သွားမိတယ်ဒီမိန်းကလေးသူ့ကိုအမြင်မကြည့်ဘူးသူ့ကိုမဆုံးချင်ပါဘူးဆိုတဲ့စကားတွေမင်းရဲ့သွေးစီရတဆင်ကြားရတဲ့အတွက်တင်ကသူ့မှာသူ့အပြစ်သူသိကအဲ့ဒီမိန်းကလေးကိုပင်အားနာပြီးစိတ်မကောင်းဖြစ်နေခဲ့သေးတယ်သူ့စိတ်ထဲမှာထင်တာမြင်တာတွေးတာတွေကိုရိပ်မိသိရှိသွားခဲ့တဲ့နေကြစီမှာတင်ကသူ့ကိုခွန်းလွတ်စရာကြေးအေးစရာဘာကြောင့်မှရှိမနေခဲ့ဘူးဆိုတာလည်းသိတဲ့အတွက်တင်ကသူ့မှာသူ့အမားသူအပြစ်တင်ရင်းနဲ့သာနေကြနာကိုလည်းမကက်ရဲပဲအဝေးကလွမ်းမောတန်းကြနေသူတူသာရှင်အထင်သေးရှုပ်ရှားခဲ့တဲ့ညီမတွေတယောက်ကိုရှင်မကြောင့်စိတ်ဝင်စားလာရတယ်လေငွေမက်ပြီးနေကောင်းရဖို့ရှာကြံနေတဲ့သားမိတွေရဲ့ကြောက်ကွင်းနဲ့ရှင်မလို့ဝင်လာရတယ်လေဆိုတဲ့မင်းကုန်းနဲ့တိုက်ရိုက်မေးပြီးသူ့ကိုခန်းထဲလိုက်မှလဲသူခန်းနိုင်ရင်မရှိသေးပါကိုသိန်းကသူနေကြကိုတမျိုးတော့မထင်ပါနဲ့နေကြဖုံးဆက်ရခြင်းအကြောင်းအရာစကားဝါအကြောင်းသိကျင်လို့ပါစကားဝါနဲ့တွဲနေတဲ့ကောင်လေးအကြောင်းလို့ပြောရင်ပိုးမှန်မယ်ထင်တယ်အော်ဘလို့မှမထင်ပါဘူးနေကြရဲ့ရုတ်တရက်မထင်မှတ်တာပဲနေကြအတန်ကိုကြားလိုက်ရလို့အံ့ဩသွားလို့ပါနေကြအခုမှအသက်ကိုပြင်းပြင်းရှူရတော့တယ်ဘာသိကျင်လို့လဲနေကြရွှေပြည်စိုးအကြောင်းကိုသိန်းကသူတော်တော်လေးသိမယ်ထင်တယ်လို့နေကြတို့တမိသားစုလုံးကတွေးမိကြလို့ကိုသိန်းကသူစီကိုဖုံးဆက်မေးခန်းလို့ပါစကားဝါကဘာမှပြန်မပြောဘူးလားသူသိထားသလောက်ပြန်ပြောပါတယ်ဘာရင်းများပြောသလဲဘလို့မှမထင်နဲ့နော်သူဘာရင်းများသိထားလဲသိကျင်လို့ပါနေကြရွှေပြည်စိုးအကြောင်းသိထားသမျှကိုသာပြောပြလိုက်ရတယ်တစ်ဖက်ကသိန်းကသူမှနားထောင်ရင်စိတ်မကောင်းဖြစ်နေမိပါတယ်စကားဝါခမများတကယ်ပဲဒီလောက်ပဲသိသလားတည်ရနဲ့မိဘနဲ့ညီမတွေကိုအကုန်ပြန်မပြောဘဲထိန်ချန်ထားသလားဘလို့မှမသိနိုင်စကားဝါသိထားသလောက်ကတော့အပေါ်ရန်ကြောဟုတ်ပါတယ်ဒါမဲ့ तू မသိတာတခုရှိတယ်ကျွန်တော်ပြောပြလိုက်ရင်နေကြတော့တိတ်များယူကျုံးမရဖြစ်သွားမလားမသိဘူးဒါမဲ့စကားဝါကိုတားဖို့အချိန်မီသေးတယ်ဆိုရင်တားနိုင်ဖို့ပြောပြမယ်နေကြမှာရင်ထဲဒိန်းကနေမိသွားပါတယ်တိတ်ပြီးယူကျုံးမရဖြစ်သွားမယ်ဆိုတဲ့စကားအတိတ်ပဲကိုနေကြမဖော်တတ်ပေမဲ့ကိုသိန်းကသူပြောပြလိုက်လို့ကြားရမှာကိုနားမထောင်ရဲတာတော့အမှန်စကားဝါကိုတားလို့ရသေးတယ်အချိန်မီသေးတယ်ဆိုရင်ဆိုတဲ့စကားရဲ့နောက်ဆက်တွဲကိုနေကြမှာပြန်မဖြေရေးသေးပါရွှေပြည်စိုးဟာအသက်16နှစ်လောက်တော့သူ့ရီးစားမိန်းကလေးနဲ့ခိုးပြေးကြဦးတယ်နေကြရှင်တကယ်လက်မှတ်ထိုးပြီးလက်ထက်ဖြစ်ကြတဲ့အထိတော့မဖြစ်ခဲ့ဘူးမိန်းကလေးမိဘတွေကသူတို့သမီးကိုအချိန်မီပေါ့လေဒီနေ့လိုက်ပြီးနောက်နေ့ပြန်သိမ်းလိုက်နိုင်တော့သူတို့လက်မှတ်ထိုးလက်ထပ်ဖို့အချိန်မရလိုက်ဘူးဒါဖြင့်သူအိမ်ထောင်ကြဘူးတဲ့ပေါ့နေကြအတန်မှာစိတ်မကောင်းဖြစ်ခြင်းယူကျုံးမရခြင်းစကားဝါကိုနှမျောတက်တာခြင်းတွေနဲ့တိုးတိမ်နှိမ့်ဝင်နေတယ်
ဒါကိုတင်ငသူတတိထားမိပြီးရင်ထဲမှာတနာသွားမိတယ်မင်းကလေးမိဘတွေကတော်တော်ကိုချမ်းသာပြီးဩဇာတိတ်ကမှလည်းကြီးတာမို့ဒီကိစ္စကိုလူမသိအောင်ဖုံးပြီးထားနိုင်ခဲ့တယ်လေဒါကြောင့်လူသိမ့်မသိလိုက်ပါဘူးမင်းကလေးကတော့အဲ့ဒီကိစ္စဖြစ်ပြီးချင်းနှစ်ပတ်အတွင်းပဲမိဘတွေကြက်မှတ်ပြီးအင်္ဂလန်မှာကျောင်းသွားနေဖို့ပို့လိုက်နိုင်တော့သူတို့ကွဲသွားကြတယ်ဗောနေကြအခုရောအဲ့ကောင်မလေးဘက်မှလဲအင်္ဂလန်မှာပဲဟိုတလောကမှဘွဲရလို့ဘွဲယူတယ်အဲ့ဒီရောက်နေတဲ့မြန်မာမိသားစုတွေကမြန်မာကောင်လေးတယောက်နဲ့လည်းလက်ထက်လိုက်ကြပါပြီသူဒီလက်ပြန်လာမှာမဟုတ်တော့ပါဘူးလူသိမ့်မသိတဲ့ကိစ္စကိုတင်ငသူကဘာဖြစ်လို့သိနေရလဲတင်ငသူမှာနေကြမေကုံကိုရည်စရာမဟုတ်ပေမဲ့အရှက်ပြေရီမောမိတယ်ကျွန်တော်တို့နဲ့အမျိုးတောင်နေတယ်လို့ပဲပြောရမှာပေါ့ကျွန်တော်အတော်နဝမ်းကွဲရရွှေပြည်ဆွေးရမိရွေးပါပဲအိုးဟုတ်လားတိုက်ဆိုင်လိုက်တာနော်အတော်နဝမ်းကွဲမို့တိတ်အရင်ကြီးလည်းမဟုတ်တိတ်အဝေးကွာကြီးလည်းမဟုတ်တာမို့သူ့ယောက်ျားဘက်ကပါလာတဲ့သားငယ်ဆုံးလေးအဲ့လိုပြဿနာလေးဖြစ်သွားတာတော့ဆွေမျိုးတွေ get together လောက်ကြချိန်မှာပြောကြဆိုကြရင်ကျွန်တော်သိလိုက်တာပါရွှေပြည်စွန်းနဲ့လည်းတိတ်အရင်ကြီးမဟုတ်ပေမဲ့ကျွန်တော်တို့ချင်းတွေ့ဘူးမြင်ဘူးစကားပြောဘူးကြပါတယ်သူအိမ်ထောင်ကြဘူးတယ်လို့ပြောလို့မရပေမဲ့သူ့ဘဝမှာမိန်းကလေးတယောက်ကိုခိုးပြေးဘူးတယ်ဆိုတဲ့အမဲဆက်လေးတော့ရှိသွားတာပေါ့လေနောက်တစ်ခုကသူ့မှာဘာလို့ကိုင်းမှမမေရမရှိသေးတာပဲအဖေကအမွေခွဲပေးပြီးလုပ်ငန်းမှာခွဲပေးမယ်ဆိုတော့သူကတိတ်ဖီဖီစီစီမလုပ်ချင်မုံရတာနဲ့အခုထိသူ့အဖေပဲလုပ်ငန်းလေးကိုဦးစီးပြီးလုပ်ပေးနေရတယ်နေကြသူတို့ဖေကနောက်အိမ်ထောင်ပြုတ်ရမယ်ဆိုတော့သားသမီးတွေကျင်းအောင်အမွေအတိအကျခွဲပေးပြီးမှသူ့အပေါင်းသူယူပြီးကျွန်တော်တို့အတော်နှဝန်းခွဲနဲ့ယူခဲ့တာပါဒါကြောင့်သူတို့မှအမွေဘာမှထပ်ပြီးရစရာမရှိတော့ပါဘူးအဖေသိရင်တောင်သူတို့ရစရာမရှိတော့တဲ့အကြောင်းသူတို့မောင်နှမတွေအားလုံးလက်ခံသိရှိပြီးပါပြီအားလုံးလည်းသဘောတူလို့လက်မှတ်ထိုးထားပြီးပြီလေဒါကြောင့်ရွှေပြည်စွာကြွားဝါပြီးသူ့မှာဘာတွေရစရာရှိတယ်ဘာညာပြောလဲမယုံဖို့စကားဝါကိုပြောထားလိုက်ပါရွှေပြည်စွာလူရတာဘာမှမဟုတ်တယ်သူ့မှာကြွားကျင်တဲ့တက်ခံလည်းရှိတယ်နေကြဟာအားလုံးပြည့်စုံသိရပြီးလေစကားဝါအတွက်ဘလို့လုပ်ပေးရမယ်မသိအောင်ပင်တွေ့ဝင်နေရတယ်စကားဝါဖြစ်ရလေမိမရဘူးပြီးသားကောင်းလေးနဲ့မှဖူးစာဆောင်ရတယ်လို့ပြီးတော့ဘာလို့ကိုင်းမှလည်းမရှိဘူးတဲ့ကိုတင်ကသူပြောတာတကယ်ဖြစ်မှာပါနေကြကျွန်တော်ကိုပြောပြနိုင်မလားစကားဝါဘာဖြစ်လို့လဲနေကြဖုံးခွက်ကိုလက်နဲ့အသာပိတ်ရင်မမမောင်အဖော်ညှိတယ်လို့မင်းလိုက်ပါတယ်မမသူကမေးနေပြီစကားဝါဘာဖြစ်လို့လဲတဲ့ပြောပြလိုက်ရမလားငါမသိဘူးဟဲ့အမေသွားမေးပေးလေဟဲ့အဲ့လောက်ကြီးကြနေသူရိပ်မိမှာပဲဘာထူးလဲနှင့်တဘောပဲနောင်လဲလူသိမဲ့အတူတူပြောလိုက်ပါကိုတင်ကသူဘသူ့မှမပြောပါနဲ့လို့ပိတ်ထားလိုက်ပေါ့နေကြအသာကောင်းနေပြီမှကိုတင်ကသူလို့ဖုံးခွက်ကိုပြန်ဖွင့်ပြီးခေါ်လိုက်ပါတယ်နေကြတော့ဘာမှမပြောသေးပေမဲ့တင်ကသူကတော့အနှဲငယ်ရိပ်မိစာပြုတ်နေပါပြီနေကြတော့မပြောနိုင်ရင်မပြောပါနဲ့ရပါတယ်ကျွန်တော်ဒီတိုင်းပဲနေလိုက်ပါမယ်ပြောလို့ရပါတယ်လေစကားဝါအိမ်မှာမရှိတော့ဘူးဘာမှလည်းစာရေးမတော့အားလုံးထင်တာကတော့ရွှေပြည်စွန်းနဲ့ခိုးပြေးသွားကြပြီလို့ထင်လို့ပါဒါကြောင့်ကိုတင်ကသူစီရွှေပြည်စွန်းအကြောင်းသတင်းစုံစမ်းတာပါအခုနေကြပြောတာတွေကိုတင်ကသူတိသွားပြီးရင်ဘယ်သူမှမပြောပါနဲ့နော်နေကြတို့ညီမတွေမှာအဲ့လိုမျိုးကိုတန်ဖိုးမဲ့အောင်ခိုးရလိုက်ပြေးဖို့အထိလည်းစိတ်ကူးမရှိပါဘူးအမေကလည်းအဲ့လိုအဖြစ်မျိုးမဖြစ်စေချင်ခဲ့ပါဘူးစကားဝါကြမှာဖောက်ပြီးဖြစ်သွားတော့အားလုံးစိတ်ဆင်းရဲပြီးရှက်လဲတိတ်ရှက်နေကြပါတယ်တင်ကသူဟာအရင်ကဆိုရင်တော့ဖြစ်တာတော့နည်းသေးတယ်ဆိုပြီးအမြင်ကက်နဲ့တွေးမိအောင်ပါပတ်စံချမ်းသာတာမက်စီးပွားရေးလုပ်ငန်းရှိတာမက်အောင်လေးဆိုပြီးကဲ့ရဲ့မိအောင်ပါအခုတော့သူ့စိတ်တွေကလည်းပြောင်းလဲသွားပြီမို့အဲ့လိုပင်မတွေးရပြန်နေကြညီမလေးဒီလိုဖြစ်ရတာကိုပဲကိုညီမအရင်လိုခံစားပြီးစိတ်မကောင်းပင်ဖြစ်မိတယ်အချိန်မီတားမြစ်တတိမပေးလိုက်နိုင်မိတဲ့သူ့ကိုယ်သူပင်အားမလို့အားမရပြန်ဖြစ်နေမိသေးတယ်ငါသာအကြောင်းစုံကိုစောစောစီစီလူကြီးမိဘတွေစီကိုယ်တိုင်ကိုကြသွားပြောပြပြီးသွားတတိပေးလိုက်ရင်ကောင်းတာငါကိုယ်တိုင်ကလည်းသူတို့အိမ်ခဏခဏချောင်းပေါက်နေတယ်အကြောင်းရှာပြီးရောက်လာတဲ့ထင်ခံရမှာစိုးရိမ်ခဲမိတာကိုခုချိန်မှာကြအဲ့လိုအထင်ခံရရင်လည်းဂယုမဆိုင်ချင်တော့အခမ်းရခံမနေချင်တော့ပါရှေ့ရစကားပေါင်းနေလို့ပဲယောက်ျားကြိုက်တော့စိုက်လားဆိုတဲ့စကားပေါင်းကိုပဲမှန်လိုက်တာလို့ထောက်ခံဖို့အသင်းဖြစ်နေပါပြီသူတို့ဘယ်ထက်ပြေးလဲဆိုတာလည်းမသိတော့ကိုတင်ကသူများသိမလားယင်ရွှေပြည်စုံမှာတိုက်ခန်းလေးတစ်ခန်းတော့ဝယ်ထားတယ်နေကြတော့သိလားစကားကတော့ပြောဘူးတယ်ဒါမဲ့ဘာမှမသိဘူးမသိရင်လည်းကျွန်တော်သွားရှာပေးပါမယ်အဲ့ဒီအခန်းမှာတော့ပေါင်းနေကြမယ်မထင်ဘူးသူတို့ခက်ဝေးဝေးပြင်းပြေးမှာပဲရွှေပြည်စုံကsorry ပထမတစ်ခါတော့နီနီနာနာမော်ဘီလောက်ကိုပြေတော့ပြန်ပြီးအခွဲခံရတယ်ဆိုတာသူမှတ်သွားပြီမို့ဒီတစ်ခါတော့ဝေးဝေးပဲပြေးမယ်ထင်တယ်နေကြတော့ကတော့အဲ့လူကြီးကိုယ့်ဘက်ကနာမည်ပြက်ခံပြီးပြန်မခွဲတော့ပါဘူးလို့ဆုံးဖြတ်ထားကြပါတယ်ကိုတင်ကသူရဲ့
အဖေနဲ့အမေကလည်းပြောပါတယ်လူတယောက်ဆိုတာစမွေးလာတဲ့နေ့ကလေးကသူ့ဘဝတက်တန်းတစ်လျှောက်မှာဖြစ်ပျက်ကြုံတွေ့ရမှာတွေရေးထားပြီးသားတဲ့ဒီချိန်မှာဒီလိုဖြစ်ရမယ်ဆိုဘယ်လို့မှတားမရဘူးဖြစ်မှာပဲတဲ့အဲ့လိုစိတ်ပြေပြီးတွေးကြပါတယ်သူတို့ပြန်လိုက်ရှာပြီးရင်ယောက်ျားလေးဘက်ကမိန်းကလေးကိုကောင်းကောင်းမွန်မွန်လက်ချက်ယူပြရင်ပဲကျေနပ်ပါပြီမိဘကောင်ကိုဆယ်နိုင်ရင်ဝမ်းသာပါပြီလို့ပြောနေကြတယ်နေကြဖေနဲ့မေကိုပြောလိုက်ပါကျွန်တော်ပဲလိုက်ရှာပေးပါမယ်လို့ဘယ်သူမှလည်းမသိစေရပါဘူးလို့ကျေးဇူးတင်လိုက်တာကိုသိင္ကသူရဲ့သိင္ကသူဟာသူ့ဘောတခါမှလည်းစကားအများကြီးမပြောဘူးတဲ့တခါမှလည်းပြပြချွတ်ချွတ်သားသားမရှိဘူးတဲ့နေကြစီကကျေးဇူးတင်စကားကိုနှဝင်ချိုစိမ့်စွာနားထောင်နေခဲ့မိပါတယ်စိတ်ထဲမှာတော့နေကြအတွက်ပါနေကြကြောင့်လှုပ်ပေးတာပါလို့ခဏဝန်ခံခဲ့မိလေတယ်ဟုတ်ကဲ့ပါပရိသတ်များရှင်ပရိသတ်တွေအခုနားဆင်ခဲ့ရတာကတော့စာရေးသူရှင်မိုးစေးတက်ကတူရေးသားထားတဲ့လိပ်ပြာရောင်စုံတတိုးသားဆိုတဲ့ဇာတ်လမ်းလေးရဲ့ဒုတိယပိုင်းကိုနားဆင်ခဲ့ရတာပဲဖြစ်ပါတယ်ရှင်နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်နောက်ထပ်အပိုင်းတွေမှာပြန်တွေ့ကြပါမယ်နော်အားလုံးပဲတတ်တာ